သာသနာတော်နှစ်2552ခုနှစ်ကောဇာတက္ကရာ1380ပြည့်နှစ်နတ်တော်လာပြီကျော်6ရက်နေ့ညရန်ကုန်တိုင်းတာမွေမြို့နယ်ပြားရီကုန်းရပ်ကွက်148လမ်းဝါရွေဘောဘအောင်ဓမ္မယဝေယဝိသဆောင်းလောင်းအသင်းဤဓမ္မသဘင်အခမ်းအနားဝယ်ဟောကြားအပ်သောသမထနှင့်ဝိပဿနာတရားဒေသနာတော်ရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဘုရားဤမဟာကရုဏာဂုဏ်ကိုအာယုံပြုကာဒီကျုဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုယူဆိုပူဇော်ခြင်းဖြင့်ဓမ္မသဘင်အခမ်းအနားကိုစတင်ကြရအောင်ယောကကကောတိဟိပိယပမေယံကာလံကရွန်တော်တိဒုက္ခရာနိခေရံကတောလောကဟိတယနာထောနမောမဟာကရုဏိကတတတ္တယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထပညာခြင်းရှင်တော်မြတ်ဖရာသည်ကဗ္ဗကောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအပေမေယရေကတိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဤကယတတလောကဤအကျိုးစီးပွားအလုံးကအတိတကရာနိဥ္စာတဲ့ချေလက်အင်္ဂါမေတ္တာကြီးမာသမိတာနှင့်တထာဇတိစွန်ကြီးကြီးဟုချက်တိထဝေ50အစုအလုံးခဲရင်တော်မူတော်ကိုကရောတော်ဘုရားဖြစ်ရဲ့ဤတန်ကျုပ်ကိုအထုတော်မူရသည်ဖြစ်၍ခေရလက်ချင်းမျက်လုံးအသက်ဆုံးရဲ့နှလုံးစေဝံကိုရောဤပမန်ရင်တို့ကတောဘဝတဏ္ဍချိန်ပံများစွာရောက်တော်မူခဲ့ရရှာလိမ့်မည်မဟာကရုဏီကတတ္တဝါများယဝေတာကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတတနာထသဝိညာဉ်များစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထအပညာထိုရှင်တော်မြတ်ဘုရားအားနမောယုတိပြောင်းပြော့မှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းသမထနဲ့ဝိပဿနာဒီကနေ့ခေတ်မှာကမ္ဘာအနှံ့ခြေပြန့် meditation ဆိုပြီးတော့ကမ္မထာအထုတ်တဲ့အစင်လာတွေဟာနိုင်ငံမှာပဲလိုက်တာကျင့်သုံးပြီးတော့နေကြတယ်ဟိုနိုင်ငံမှာလည်း meditation ဒီနိုင်ငံမှာလည်း meditation နဲ့ဆိုပြီးတော့meditation လုပ်ငန်းတွေကအခုခါမှာ popular ဖြစ်လာတယ်လို့ပြောအဲ့ဒီ meditation တွေကဘာရည်ရွယ်ချက်နဲ့လုပ်ကြတာလဲလို့ရည်ရွယ်ချက်ထားပုံချင်းတော့မတူဘူးပေါ့တချို့က meditation လုပ်တာဟာတန်လျာဝုကကျွတ်လို့ပြီးတော့နိဗ္ဗာန်မဲ့ဖို့ကိုမျက်မှောက်ပြုဖို့ဆိုတဲ့အလုံးမြင်မောင်းတဲ့ရည်ရွယ်ချက်နဲ့အထောက်တဲ့ပုဂ္ဂိုလ်ကြီးရှိသလိုတချို့ကလည်းစိတ်ဖြစ်စည်းမှုဓာတ်တွေကိုမခံနိုင်လို့စိတ်ဖြစ်စည်းမှုဓာတ်တွေလျော့ကျသွားစေရန်စိတ်ငြိမ်သက်မှုရရုံရည်ရွယ်ပြီးတော့ meditation လုပ်ကြတာတွေကများတယ်နော်ရည်ရွယ်ချက်ချင်းမတူဘူးလို့ပြောသို့တော့သမထဆိုတာဘာလဲဝိပဿနာဆိုတာဘာလဲ meditation ဆိုတဲ့ကမ္မထာအလုပ်သည်
သမထရဲ့ဝိပဿနာရဲ့လို့ကျင့်စဉ်နှမျိုးကွဲပြားနေတယ်တဲ့ဒီစကလုံးနှစ်ခုကဘုရားဘာသာအတိုင်းဝိုင်းမှာရောဘုရားဘာသာမဟုတ်တဲ့ကမ္မထဘာဝနာကိုစိတ်ဝင်စားတဲ့ပုဂ္ဂိုလ်တွေရဲ့အတိုင်းဝိုင်းမှာရောလူသိများနေတဲ့စကလုံးနှစ်ခုဖြစ်တယ်သမထနဲ့ဝိပဿနာသို့တော့သမထဆိုတာဘယ်လိုကျင့်ရတယ်ဝိပဿနာဆိုတာဘယ်လိုကျင့်ရတယ်လို့လူတိုင်းသိကောင်းခြင်းမှသိမယ်မိမိလုပ်နေတဲ့ meditation ဒီသမထ meditation လားဝိပဿနာ meditation လားဆိုတာလည်းကွဲကွဲပြားပြားသိကောင်းမှသိလိမ့်မယ်အဲ့တော့ဒီနှစ်ခုဟာရှင်းရှင်းလင်းလင်းကွဲကွဲပြားပြားသိထားဖို့မလိုအပ်ဘူးလားလိုအပ်တယ်ကိုကျင့်နေတဲ့ကမ္မထလို့တော့ meditation ဟာသမထလားဝိပဿနာလားဒါကိုရှင်းလင်းပြောပြဖို့ရအတွက်ရှင်းဥစွာသမထဆိုတာဘာလဲဆိုတာသိဖို့လိုသမထဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကစံပင်ကျင့်တဲ့တရားများကိုငြိမ်သက်သွားအောင်ပြုလုပ်ခြင်းလို့အဓိပ္ပာယ်ကငြိမ်သက်စေခြင်းတရားချင်းပြောမယ်ဆိုလို့ရှိရင်စိတ်ရဲ့ရောက်ရခန့်နေမှုကိုငြိမ်သက်စေခြင်းလူတွေမှာစိတ်ထဲမှာ excitement ဆိုတဲ့စိတ်ရဲ့လှုပ်ရှားမှုရောက်ရခန့်မှုတွေရှိတတ်တယ်စဉ်းစားကြည့်တော့လောဘဖြစ်ရင်လည်းစိတ်မငြိမ်ဘူးမဟုတ်လားရောက်ရခတ်တာဒေါသဖြစ်နေရောရောက်ရခတ်တာပဲမောဟဖြစ်လို့မလုတ်တဲ့နာနဲ့လုတ်တဲ့နာခွဲခြားမသိဘူးမလုတ်တဲ့နာတွေလုတ်တယ်လုတ်တဲ့နာတွေမလုတ်ဘူးဆိုတဲ့အခါမှာလည်းစိတ်ကရောက်ရခတ်တာပဲအဲ့တော့ဒီသဘောဝတရားတွေစိတ်ထဲမှာပေါ်နေလို့ရှိရင်စိတ်လေးကငြိမ်သက်နေတာမဟုတ်ရောက်ရခတ်တယ်အဲ့ဒီရောက်ရခတ်နေတဲ့စိတ်ကလေးကိုငြိမ်သွားအောင်ကျင့်တဲ့အကျင့်သမထလို့ခေါ်ဒါကြောင့်မို့ကျမ်းဂန်များမှာနိဝရဏဓမ္မေစိတ်ကိုပိတ်ဆို့ထားတယ်ကုသိုလ်စိတ်မဖြစ်ရအောင်ဆိုးပိတ်ထားတဲ့နိဝရဏတရားတို့ကိုသမေတိငြိမ်သက်သွားစေတတ်၏အဋ္ဌိထသမထို့ကြောင့်သမထောသမထဆိုတာစိတ်ထဲမှာကုသိုလ်တွေဖြစ်မလာအောင်ဆုတ်ပိတ်ထားတဲ့နိဝရဏတရားတွေကိုငြိမ်သွားအောင်လုပ်ပေးတဲ့စွမ်းရည်တတ္တိရှိတဲ့တရားလို့ဒါလိုဆိုလို့အဲ့ဒါသမထဝိပဿနာဆိုတာကြတော့ဝိဆိုတာထူးထူးခြားခြားပဿနာကြည့်တတ်တယ်မြင်တတ်တယ်ဘာမှမြင်ရုံမြင်စင်မဟုတ်ဘဲနဲ့ထူးထူးခြားခြားကြည့်တတ်မြင်တတ်လာတယ်ဘလို့ထူးခြားတော့ခါတိုင်းမြင်တဲ့အခါကျတော့ကိုပိုင်တယ်ဘာဘဝငါပိုင်တယ်လို့မမြင်ဘူးလားလူဘဝကြီးကိုလည်းချမ်းသာတယ်လို့မမြင်ဘူးလားမြင်တယ်ကိုစင်ထာဝရမြဲနေတယ်လို့မစင်စားမိလို့ရှိရင်ကိုမြဲနေတယ်အရာခတ်သိမ်းဟာမြဲနေတယ်လို့စိတ်ထဲမှာထင်တယ်ဆိုလိုတာကမြဲတယ်လို့မြင်တယ်ချမ်းသာတယ်လို့မြင်တယ်ကိုပိုင်တယ်လို့မြင်တယ်အဲ့ဒီအမြင်တွေကတာမန်မြင်ရောမြင်စဉ်မှားရွံ့တဲ့အမြင်တွေအဲ့ဒီအမြင်တွေတဲ့ထူးပြီးတော့ထိုအမြင်မျိုးနဲ့ဆန်းကျင်ပြီးတော့မမြဲဘူးဆိုတာတွေမြင်လာတယ်တကယ်ချမ်းသာမဟုတ်ဘူးဆင်းရဲဆိုတဲ့သဘောတရားတွေမြင်လာတယ်ကိုမပိုင်ဘူးဆိုတာတွေကိုမြင်လာတယ်အသေးစိတ်အဲ့ဒီလိုမြင်လာတဲ့အသိဉာဏ်ကိုဝိပဿနာလို့ခေါ်တာနော်မမြဲတဲ့သဘောဆင်းရဲတဲ့သဘောစိုးမပိုင်တဲ့သဘောဒီလက္ခဏာ၃ရပ်နဲ့ဆက်ပြီးတော့ရှုမြင်တတ်တဲ့ကြ
ရှိတဲ့မြင်တတ်တဲ့အသိဉာဏ်ကိုဝိပဿနာလို့ခေါ်တယ်အဲ့တော့စိတ်ရောက်ရခတ်နေတာကိုငြိမ်သွားအောင်သမထကျင့်စဉ်ဆိုတာလည်းကျင့်တယ်ထူးခြားတဲ့အမြင်မရှိဘဲနဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုဖို့ဆိုတာမဖြစ်နိုင်ဘူးထူးခြားတဲ့အမြင်တစ်ခုကိုရဖို့ရအတွက်ဝိပဿနာကျင့်စဉ်ဆိုတာကိုလည်းကျင့်ရတယ်သို့တော့ဒီနှစ်ခုဟာအာယုံချင်းမတူဘူးတဲ့စိတ်အခြေပြုတဲ့နေရာချင်းမတူဘူးစိတ်ရဲ့အာယုံကို object လို့ခေါ်တယ် object ချင်းမတူဘူးလို့ပြောတာနော်သမထရဲ့အာယုံကအပေါ်ယံပြည့်ညက်လူတွေအမြည်တက်ထားတဲ့အတိုင်းပေါ်မှာစိတ်ကိုငြိမ်အောင်လုပ်ထားဆိုလိုတာကပညာကိုအာရုံပြုတယ်တဲ့ပညာဆိုတာအမှန်တရားတော့မဟုတ်ဘူးဥပမာမဲ့လူတွေကဒါအဖြူလို့သတ်မှတ်ထားရင်ဒီအဖြူပဲအနီလို့သတ်မှတ်ထားရင်အနီအဝါလို့သတ်မှတ်ထားတာကိုအဝါအညိုရောင်လို့သတ်မှတ်ထားရင်အညိုဟောကာလာနဲ့ပတ်သက်ပြီးလူတွေအများစု general consensus လို့အများကအသိမှတ်ပြုလက်ခံထားတဲ့အပေါ်မှာအခြေပြုပြီးစိတ်ကလေးငြိမ်အောင်လုပ်တယ်လောကမှာကြီးကျယ်တဲ့ဓာတ်ကြီးလေးပါအင်အားစုကြီး၄ခုမြေရေလေမိဓာတ်ကြီးလေးပြအဲ့ဒီမြေကိုအာယုံပြုပြီးတော့ပထဝီကတိုင်းလို့ခေါ်တာပေါ့မြေဆိုတဲ့အမြင်ပြည့်ညတ်သဘောပေါ်မှာအခြေစိုက်ပြီးတော့စိတ်တည်ငြိမ်အောင်လုပ်တယ်ဒါပထဝီကတိုင်းရှုတယ်လို့ခေါ်ရေဆိုတဲ့အမြင်ပြည့်ညတ်ပေါ်မှာအခြေပြုပြီးတော့စိတ်ကိုငြိမ်သက်အောင်ကြိုးစားတယ်လေပေါ်မှာအမြင်ပြုပြီးတော့လေပေါ်မှာစိတ်ကိုစိုက်ထားပြီးတော့လေရဲ့တိုက်ခတ်လှုပ်ရှားမှုပေါ်မှာစိတ်ကိုစိုက်ထားပြီးတော့စိတ်တည်ငြိမ်အောင်လုပ်တယ်ရေပြင်ပေါ်မှာစိတ်ကိုတည်ငြိမ်အောင်ထားပြီးတော့စိတ်ကိုတည်ငြိမ်အောင်ကြိုးစားတာဟောမြေရေလေမိတစ်ခုခုစိတ်ကိုငြိမ်အောင်အခြေပြုထားတဲ့ဓာတ်ကြီးလေးပါအဲ့ဒီဓာတ်ကြီးလေးပါအသွင်ကလန်လေးကိုအာရုံပြုပြီးတော့စိတ်ကိုငြိမ်သက်အောင်လုပ်တယ်ဒါဝိပဿနာသမထကျင့်စဉ်ဟာတယ်လို့လားသမထကိုအလေးနဲ့မသိတဲ့ပုဂ္ဂိုလ်တွေကျတော့ဘာဖြစ်တော့ဆိုရင်ပတိလေးစိတ်ပြီးတော့ဒီနေ့ကိုအရဟံဂုံတော်10ပတ်ပတိပတ်အာယုံပြုပြီးတော့ပတိလေးပတ်နေတာကိုပဲသမထလို့ခေါ်နေကြတယ်နော်ပฏิပတ်ကလေးစိတ်နေတာကိုသမထလို့ခေါ်တယ်ဂါထာတွေရွတ်နေတာကိုသမထလို့ခေါ်နေကြတယ်သူတို့ရောစိတ်ငြိမ်သက်မှုကိုမပေးနိုင်ဘူးလားဆိုပေးနိုင်တဲ့လောက်တော့ပေးပါဒါပေမဲ့တကယ်မှန်ကန်တဲ့ systematically ပေါ့တကယ်စနစ်တကျသမထကျင့်စဉ်တစ်ခုကိုကျင့်ဖို့လို့တချို့ကလည်းသမထနဲ့နိဗ္ဗာန်မရောက်ဘူးသမထမကျင့်ကောင်းဘူးလို့ဆိုလို့ပြောတာမျိုးတွေလည်းရှိတယ်အမှန်ကတော့သမထလည်းဘုရားဟောထားတာကျင့်ကောင်းပါကျင့်ရတယ်မြတ်စွာဘုရားကိုယ်တိုင်လည်းသမထအကျင့်ကျင့်တာပဲသမထလည်းကျင့်ရမှာပဲဝိပဿနာလည်းကျင့်ရမှာပဲဒီလမ်းစဉ်နှစ်ခုစလုံးကိုမြတ်စွာဘုရားကလက်ခံပြီးတော့ကျင့်သုံးတယ်သို့တော်ရွေချက်မှန်ရအခုကြီးကဂါထာရွတ်ပြီးတော့ပရိစိတ်နေတာကိုသမထလို့ဆိုတော့သမထရဲ့ခုံဟာသေးသိမ့်နေတယ်ပေါ့သမထခုံကအမတန်သေးသိမ့်တော့သမထဆိုတာအဆင့်မြင့်နေတာအဆင့်မြင့်တဲ့သမာဓိကျင့်စဉ်တစ်ခုပဲမြတ်စွာဘုရားကိုယ်တိုင်ကဘာဝိတ္တပပွားများအထောက်ရမယ်တရားနှမျိုးတဲ့အဲ့ဒီတရားနှမျိုးဆိုတာဘာလို့ဆိုရင်သမထနဲ့ဝိပဿနာဒီလိုဟောထားတယ်နော်သမထနဲ့ဝိပဿနာအဲ့တော့သမထကျင့်စဉ်တစ်ခုကိုကျင့်ပြီးဆိုလို့ရှိရင်ခုနကပြောတဲ့ပညာအာယုန်တစ်ခုခုပေါ်မှာအခြေပြုရ
ရမတ်အာယုပေါ်မှာအခြေပြုတာမဟုတ်ဘူးပြဉ္ညာပေါ်မှာအခြေပြုတယ်ဓာတ်ကြီး၄ပါးပေါ်မှာအခြေပြုလို့လည်းရတယ်ကာလလို့ခေါ်တဲ့အဆင်းရောင်၄မျိုးပေါ်မှာအခြေပြုလို့ရတယ်အာကာသလို့ခေါ်တဲ့ space ၄ဟာပြင်ကိုလည်းအခြေပြုလို့ရတယ်အလောကလို့ခေါ်တဲ့အလင်းရောင်ပေါ်မှာလည်းအခြေပြုလို့ရတယ်ဒါကတိုင်းခေါ်အဲ့ဒီကတိနာ object တွေပေါ်မှာအခြေပြုပြီးတော့သမထကျင့်စဉ်တစ်ခုကျင့်လို့ရတယ်တော့မဟုတ်လို့ရှိရင်လူတိုင်းဟာ24နာရီအသက်ရှူနေကြတာဖြစ်သောကြောင့်မိမိနှာခေါင်းကထွက်နေတဲ့ထွက်လေဝင်လေကိုအခြေပြုပြီးတော့လည်းသမထကျင့်စဉ်တစ်ခုကျင့်လို့ရတယ်ခုနကဘုရားကုံတော်ပွားပြီးသမထကျင့်စဉ်ကိုကျင့်လို့မရဘူးလားဆိုရသို့တော့ဆံရနိုင်လောက်မဖြစ်ဘူးဘာဖြစ်လို့မဖြစ်ဘုရားကုံတော်ဆိုတာအလွန်လေးနဲ့ဂုဏ်တော်ကိုမရောက်ဘဲနဲ့အရဟံဘုရားကုံတော်ကိုအာယုံမရောက်ဘဲနဲ့စလုံးပေါ်မှာပဲသို့မဟုတ်ပတိလုံးပေါ်မှာပဲစိတ်ရောက်နေလို့ရှိရင်တော့ဒါဘုရားလူတတိလို့ခေါ်ဖို့တောင်မှပဲအပြည့်အဝခေါ်ဖို့ခက်တယ်ပေါ့နော်ညသောအပြင်အရဟံဆိုတာဘာမှမသိဘူးသိုးနေတယ်ဆိုပြီးရင်တထောင်ပြည့်အောင်စိတ်နဲ့ဆိုအရဟံတထောင်ပြည့်အောင်ဆိုတယ်ဘာနဲ့သွားတူနေလို့ဆိုမန္တရွတ်နေတာနဲ့သွားတူပေါ့အကျိုးမရှိဘူးလို့ပြောတာမဟုတ်ဘူးသမထကျင့်စဉ်အစစ်မဟုတ်ဘူးပြောနော်အကျိုးမရှိတာမဟုတ်ဘူးလုံးတော့အကျိုးကတော့ရှိတယ်လုံးဝမရှိဘူးတော့မဟုတ်ဘူးသို့တော့စနစ်တကျလုံးတဲ့နဲ့ပေါ့အရဟံဂုဏ်တော်ကိုသမထကျင့်စဉ်တစ်ခုအနေနဲ့ကျင့်မယ်ဆိုလို့ရှိရင်တကယ်ကိုထိုဂုဏ်တော်ရဲ့အလေးအနက်နားလည်အရဟံကိလေသာခတ်သိမ်းကိုဖယ်ရှားပြီးသောမြတ်စွာဘုရားလို့ဆိုတဲ့အဓိပ္ပာယ်ကိုအာရုံပြုချင်လို့ရှိရင်ငါမှာလောဘဆိုတာလည်းရှိတယ်ဒေါသဆိုတာလည်းရှိတယ်မောဟဆိုတာလည်းရှိတယ်မာမနာတွေဆိုတာလည်းရှိတယ်ငါမြတ်စွာဘုရားမှာလောဘဆိုတာလည်းလုံးဝမရှိဘူးဒေါသဆိုတာလည်းလုံးဝမရှိဘူးမာမနာစားတဲ့ကိလေသာတွေဆိုတာလည်းလုံးဝမရှိဘူးကိလေသာခတ်သိမ်းကိုဖယ်ရှားပြီးထားပါလားကုတ္တဏမှာလောဘဖြစ်တာဒေါသဖြစ်တာမောဟဖြစ်တာတွေကိုအာရုံပြုပြီးမြတ်စွာဘုရားမှာဒါမျိုးမရှိဘူးဆိုပြီးတော့အာရုံပြုမယ်ဆိုရင်ကိလေသာဆိုတာဒီဖယ်ရှားပြီးပြီဆိုတဲ့အဓိပ္ပာယ်ပို့ပေါ်လာအဲ့ဒါပေါ်လာပြီးတော့မြတ်စွာဘုရားရဲ့ဂုဏ်တော်ထဲမှာပဲစိတ်ကထပ်တလဲလဲဖြစ်နေရအဲ့ဒါလို့စိတ်အစဉ်ကထပ်တလဲလဲဂုဏ်တော်ထဲမှာရောက်ပြီးတော့တစ်ချိန်မကနှစ်ချိန်မကအချိန်ချင်းတဏှာကြီးဖြစ်စေနှစ်နာရီဖြစ်စေဂုဏ်တော်ထဲမှာပဲစိတ်ကရောက်နေရအဲ့ဒါလို့ရောက်နေမှဘုရားနဲ့တတိအဲ့ဒါလို့မဟုတ်ဘဲနဲ့ပတိလုံးကလေးပဲ66နဲ့လောက်ပြီးတော့တကယ်နေမယ်ဆိုလို့ရှိရင်ပတိလုံးပဲစိတ်ကရောက်နေမယ်တော့မဟုတ်ဘယ်နှပတ်ပြည့်ပြီလဲအပတ်ပြည့်ဖို့စိတ်ကစောနေတယ်ဆိုလို့ရှိရင်အရင်အတွက်ကဏ္ဍကြီးပေါ်ရောက်ဘုရားကုံတော်ပေါ်မရောက်ဘူးစိတ်အဲ့တော့ခဏန်းပေါ်အာယုံပြုပြီးတော့နေလို့ရှိရင်ဘုရားကုံအာယုံပြုတယ်ဆိုတာမဖြစ်နိုင်ဘူးဒါကမ္ဘာကိုစဉ်းစားကြည့်ပေါ့ကိုပရိစိတ်နေတာဟာဘုရားကုံတော်ပေါ်အာယုံရောက်ခဲ့လားသို့မဟုတ်ပတိလုံးပေါ်အာယုံရောက်နေတာလားသို့မဟုတ်စလုံးပေါ်မှာအာယုံရောက်နေတာလားဆိုတာစဉ်းစားကြည့်ပေါ့တကယ်ခုံတော်လို့ဆိုတာအည်အသွေးကိုခေါ်တာမြတ်စွာဘုရားရဲ့တကယ်ထူးခြားတဲ့အည်အသွေးတွေပေါ်မှာအာယုံရောက်နေမှစိတ်ထဲမှာကြည်နူးပြီးတော့ပီတိဖြစ်လာအဲ့ဒါလို့ဖြစ်လာတော့တာဗုဒ္ဓဘာသာတည်းအဲ့ဒါလို့မဟုတ်လို့ရှိရင်အရဟံတမန်တော်နဲ့ဆိုးနေလို့ရှိရင်ဘာနဲ့တူတော့ဆိုရင်မန္တရားရွတ်နေတာနဲ့တူတယ်မန္တရားရွတ်ထားတဲ့ကလည်းပဲသူ့ဟာနဲ့သူထိုက်တဲ့လောက်တော့အကျိုးရှိကောင်းရှိနိုင်တယ်ပေါ့သို့တော့အလွန်ပြည့်လွယ်တယ်အလွန်အဆင့်တန်းနေတယ်ပေါ့ဒါတွေကအဲ့ဒါတွေကိုသမထလို့တောင်ခေါ်ဖို့မကောင်းတဲ့အရာတွေပေါ့အဲ့ဒါတွေနဲ့တွဲပြီးတော့သမထနာမည်ပြက်နေတယ်လို့ဖြစ်တယ်
အဲ့တော့သမထကျင့်စဉ်ကိုစနစ်တကျကျင့်မြင်ပြီဆိုလို့ရှိရင်ကတိုင်းကိုအာရုံပြုမှလားသို့မဟုတ်ထွက်လေဝင်လေကိုအာရုံပြုပြီးတော့ကျင့်မှလားတစ်ခုကိုရွေးရဘယ်ကျင့်စဉ်နဲ့ကျင့်တော့မယ်ဆိုရင်နံပါတ်1ကိုကျင့်သီလစောင့်တည်ရကိုကျင့်သီလစောင့်တည်ရကိုကျင့်တရားမကောင်းတဲ့ပုဂ္ဂိုလ်ဟာစိတ်ကလေးကိုအာရုံတစ်ခုတည်းထားဖို့ကြိုးစားတာနဲ့တပြိုင်နက်ပုံရိပ်တွေမြောက်များစွာစိတ်ထဲမှာတိုးဝင်လာတယ်အဲ့ဒါနဲ့ပဲသမထဒီတမာတိဆိုဘယ်လိုမှမရနိုင်ပါဘူးနော်ကိုမလို့ခြင်းနဲ့ပုံရိပ်တွေကမျက်စိထဲမှာစိတ်ထဲမှာပေါ်လာတတ်တယ်တဲ့အဲ့ဒီပုံရိပ်တွေမပေါ်ရအောင်စိတ်အစဉ်လေးကြည်နူးပြီးတော့စိတ်ချမ်းသာမှုရအောင်ဘာလို့အောင်ကိုချင်းတရားကိုကောင်းအရင်စောင့်တည်ရလူဆိုလို့ရှိရင်၅ပါးသီလကိုပြန်ပြီးတော့စောင့်တည်ရမယ်စောင့်တည်ပြီးတဲ့အခါသီလကိုဆင်ញင်လိုက်ပါဏာတိပါဒကိုလည်းငါလုံညုံတယ်ခုချိန်ကစပြီးငါဘယ်ကောင်းမှတတ်ထားတာမရှိဘူးပါဏာတိပါဒသူများအတက်ကတတ်ချင်းကငါရှောင်ထားတယ်ဒီသိက္ခာပုဒ်လည်းငါမှပြည့်စုံနေတယ်လို့စဉ်းစားကြည့်ပထမဆုံးတွေးရအဲ့ဒါလေးတွေကိုအရင်တွေးအတေညာဒါနသူများပစ္စည်းဥစ္စာကိုလည်းငါမခိုးဘူးငါသိစင်ကျဲနေတယ်ကာဝေတုမိစ္ဆာစာရသူတော်ဘာသားများကိုလည်းစိတ်နဲ့တောင်မပြစ်မှားဘူးသိစိတ်စင်ကျဲနေတယ်လိမ်လီတဲ့စကားကိုလည်းငါမပြောဘူးမုဒ္ဒဝါဒလည်းစင်ကျဲနေတယ်သူရမေတွေကတေရဲ့ဘီယာကာစဘာတခုမှငါမတော့ဘူးဟောဒါလည်းငါမှပြည့်စုံတယ်ကိုယ်တိလာလေးကိုတွေးလိုက်တာနဲ့တကယ်နဲ့ဘာဖြစ်တယ်စိတ်ကလေးကချီနူးလာစိတ်ကလေးချီနူးလာအဲ့ဒီချီနူးလာတဲ့စိတ်ကလေးကိုခုနကကိုအားထုတ်မဲ့သမထ object ပေါ်မှာပယ်ဆောင်ပြီးတော့သွားရမယ်အဲ့ဒါလေးနဲ့သွားအဲ့ဒါလိုမဟုတ်ဘဲနဲ့ကိုချင်းသီလကိုစောင့်တည်မှုမပြုဘဲနဲ့ဒီတိုင်းသွားလို့ရှင်ဘာတွေဖြစ်လာတော့လို့ဆိုစိတ်ကခဏမငြိမ်ဘူးကိုလုတ်ခဲ့တာတွေပြန်မြင်နေနော်စိတ်ခဏမငြိမ်ကိုမဟုတ်တာတွေပြန်ပြီးတော့မြင်လာတဲ့အခါစိတ်ထဲမှာပုံရိပ်ကြီးတွေပေါ်လာလို့အမာတိတရားမရနိုင်ဘူးတဲ့ကိုမရနိုင်ဘူးကိုမမြင်ရင်တဲ့အာယုန်တွေကအတင်းထိုးဝင်လာတတ်တယ်ဒါကြောင့်မို့မြတ်စွာဘုရားကသီလံအဝိပတိတာရယကိုချင်းသီလဟာစိတ်နှလုံးကြည်တာဖို့အတွက်လုပ်ရတယ်တဲ့စိတ်နှလုံးကြည်တာဖို့ဆိုတာသိအရေးကြီးတယ်ပေါ့အဲ့ဒါကြောင့်မို့ကိုချင်းသီလကိုအရင်မြတ်စွာဘုရားကသမထကျင့်စဉ်ဖြစ်ဖြစ်ဝိပဿနာကျင့်စဉ်ဖြစ်ဖြစ်ကျင့်တော့မယ်ဆိုလို့ရှိရင်သီလေပဋိဋ္ဌာယကိုချင်းတရားပေါ်မှာယက်တည်နိုင်အောင်ကြိုးစားပါယဟန်တော်တွေဆိုလို့ရှိရင်229သောသိက္ခာပုဒ်တွေကိုပြန်ပြီးတော့တန်ရှင်းအောင်ကိုယ့်ကိုပြုပြင်ပြီးတော့မမရင်လုံးမိတဲ့ကျွလွန်ဖောက်ပြတဲ့သိက္ခာပုဒ်တွေမရှိစေရကိုချင်းသီလဖြူစင်အောင်ကြိုးစားရကြိုးစားပြီးတဲ့အခါကျတော့မှစိတ်ကြည်နူးမှုဖြစ်အောင်ကိုချင်းသီလကိုအာရုံပြုပြီးတော့စိတ်ကြည်နူးမှုလေးရအောင်လုပ်ပြီးပြီဆိုတော့မှအဲ့ဒီကြည်နူးမှုလေးကိုအခြေခံပြီးတော့သမထအာယုန်တစ်ခုကိုသင်သွားရမယ်ဒါစတင်ရမယ်ဒီလိုဆိုအဲ့တော့ရှိဥစွာလှုပ်တဲ့လှုပ်ထိုက်တာတွေမလှုပ်ဖဲနဲ့ကောက်ထည့်ပြီးတော့ကမ္မထအောက်ထိုင်လိုက်မယ်ဆိုလို့ရှိရင်ပြင်းပြင်းစင်စင်မလှုပ်လို့ရှိရင်အောင်မြင်မှုဆိုတာမလွယ်ဘူးပေါ့မလွယ်ဘူးအောင်မြင်မှုဆိုတာမလွယ်ဒီပြာမပြောနဲ့ထမင်းချက်ရင်တောင်မှပြင်ရတယ်မဟုတ်လားဒီပင်လေးတစ်ပင်မျိုးစိလေးတစ်ခုချရင်ရောမပြင်ရဘူးလားစိုက်ပျိုးမဲ့နေရာကိုပြင်ရတယ်ဆင်ရတယ်မြေတန်ရှင်းတာလုပ်ရတယ်ရှင်းဥစွာလုပ်ရမယ့်အလုပ်တွေလုပ်တော့ခုလည်းတရားထုတ်တော့မယ်ဆိုလို့ရှိရင်ကိုလက်တန်ရှင်းတာကအစကိုချင်းတရားတန်ရှင်းတာအထိ
ကိုတန်ရှင်းတွေအလုံးလုံးပြီးပြီဆိုတဲ့အခါမှာကိုချင်းတရားပေါ်မှာအာရုံပြုပြီးစိတ်ကလေးဟာကြည်နူးလာပြီဆိုမှအလုပ်ကိုစတင်တယ်အဲ့ဒီချိန်မှာဈာတကအနှောင့်အယှက်တွေပေါ်လာလို့ရှိရင်ခန္ဓာရည်ရှိအောင်မလုပ်ရသေးလို့ဆိုကိုဖះကိုစွန့်ယူထားပါဒါကတော့ထက္ကရာဆရာတွေကနေအကျင့်ပေးတဲ့စကားတစ်ခုအနေနဲ့တစ်ခုကျုံးလာတဲ့အခါလူကကြောက်တတ်တယ်ကြောက်လာတဲ့အခါကျတော့ကိုလုပ်တဲ့လုပ်ငန်းတစ်ခုကမအောင်မမြင်ဖြစ်လာမစွန့်စားရဲဘူးအဲ့ဒီလိုမဖြစ်အောင်ဘာလို့ထားကိုယ်ခန္ဓာကိုယ်ကြီးကိုဘုရားကိုလှူလိုက်လှူထားတဲ့အတွက်ကြောင့်ဒဇုံတစ်ခုအန္တရာယ်ရှိတယ်ငါမှမဟုတ်ပဲငါဘုရားလှူထားတာကြီးပဲဟောတွေးလို့ရအဲ့လိုတွေးလိုက်လို့ရှိရင်ရဲတင်းတဲ့စိတ်တွေကိုယ်တဏ္ဍာမှာရတယ်စိတ်ဆိုတာဒီလိုတွေးရင်တစ်မျိုးဖြစ်တယ်ဟိုလိုတွေးရင်တစ်မျိုးဖြစ်တယ်အဲ့တော့မှန်ကန်တဲ့အတွေးကလေးနဲ့တွေးပြီးတော့စိတ်အားတွေကိုပြန်ဖြည့်ပေးရတယ်လို့သူတို့ပြောတာနော်နောက်တစ်ခုကကမ္မထာထိုင်မှုလုပ်တဲ့လုပ်ထိုင်တဲ့ကိစ္စတစ်ခုကဘာလို့ဆိုလို့ရှိရင်တခါတည်းရန်နှုတ်မဆောင်စည်းပဲနဲ့သူတော်ကောင်းတွေကိုပြမှားမိတာမျိုးဖြစ်တတ်သေးတယ်ဆွဆွဲမိတာမျိုးဖြစ်တတ်သေးတယ်အဲ့ဒါလို့ဆွဆွဲမိထားလို့ရှိရင်လည်းပဲဒါကြီးကအနှောင့်အယှက်ဖြစ်တတ်တယ်တဲ့ဒါကြောင့်မို့လို့အကယ်၍များသူတော်ကောင်းတွေဆွဆွဲမိလို့ရှိရင်ဝင်ချပါတယ်ကြောပါတယ်ကိုယ်စိတ်ဒီလိုကြောဝင်ချလိုက်ခြင်းအပြင်ကိုယ်စိတ်ထဲမှာတင်းကျပ်နေတာတွေဘာမှမရှိတော့စဉ်းစားလိုက်လို့ရှိရင်ဟာလုံးတဲ့နာတွေငါလှုပ်ထားပြီးပြီဆိုစိတ်ဟာတွေးလိုက်ဘက်ဆုံးကဘယ်ကပဲတွေ့ကြည်နူးမှုပဲရတန်တရားဖြစ်เสียမရဘူးကြောက်เสียမရဘူးစိတ်တင်းကျပ်เสียတွေမဖြစ်ဘူးအဲ့ဒါတွေစိတ်ရဲ့တင်းကျပ်မှုတွေကိုဖြေလျော့နိုင်စေရန်အတွက်လှုပ်တဲ့လှုပ်ထိုက်တာတွေကိုလုပ်ရမယ်ဒါသမထချက်ချင်းချက်ပြီဆိုအဲ့ဒီတော့အာနာပါနဆိုတဲ့ထွက်လေဝင်လေလေးတစ်ခုလူတိုင်းဟာ24နာရီနှာခေါင်းကအသက်ရှူနေတာဖြစ်တယ်ဒါလေးကရှားပါပစ္စည်းမဟုတ်ဘူးလူတိုင်းကိုယ်ပိုင်အနေနဲ့ရှိနေကြတယ်အဲ့ဒီကိုယ်ပိုင်ရှိနေတဲ့အာယုံလေးပေါ်မှာအခြေပြုပြီးတော့သမထချင်းစဉ်တစ်ခုချင့်ကြည့်သမထတစ်ခုချင့်စဉ်တစ်ခုချင့်အဲ့ဒီအာနာပါနဆိုတဲ့ချင့်စဉ်တစ်ခုဟာသမထပေါ့ရောက်ဖြစ်သွားလို့ရှိရင်ပထမဇန်ကိုလည်းရစေနိုင်တယ်ဒုတိယဇန်ကိုလည်းရစေနိုင်တယ်တတိယဇန်လည်းရတယ်သုထဇန်လည်းရတယ်ဆိုလိုတာဇန်အားလုံးကိုရနိုင်တယ်ပြောနော်အာနာပါနဇန်အားလုံးကိုရဘုရားမြတ်စွာဘုရားရဲ့အလောင်းတော်တောထွက်ပြီးတော့တရားကျင့်6နှစ်ပတ်လုံးတော့မမှန်ကန်တဲ့လမ်းစဉ်တွေလိုက်ပြီးတော့ခန္ဓာကိုယ်ကိုပင်ပန်းခံပြီးတော့ကျင့်ခဲ့တာအဲ့ဒီကျင့်နေတဲ့အကျင့်တွေကမှားနောက်ဆုံးမှန်ကန်တဲ့လမ်းစဉ်ကိုတွေ့ပြီးတော့ကျင့်တဲ့အခါဘာကမ္မထာအထုတ်တုံးလို့မင်းရင်အာနာပါနကမ္မထာအထုတ်တယ်ဘုရားအလောင်းတော်အထုတ်ခဲ့တဲ့ကမ္မထာအာယုံဟာဘာလို့ဆိုထွက်လေဝင်လေပါဘုရားဖြစ်ဖို့ကျင့်တဲ့အကျင့်ဟာလည်းပဲထွက်လေဝင်လေပဲယဟန္တာဖြစ်ဖို့အကျင့်ဟာလည်းပဲထွက်လေဝင်လေပဲဇန်တရားတွေဘိညာဉ်တရားတွေကိုရချင်လို့ရှိရင်လည်းထွက်လေဝင်လေပဲထွက်လေဝင်လေရဲ့တန်ဖိုးကဘယ်လောက်ကြီးတယ်လဲလူတွေမှာနေစဉ်နဲ့ညအသက်ရှင်ဖို့အတွက်ဒီလေလေးဟာရှူလိုက်ထုတ်လိုက်လုံးနေကြတာမဟုတ်လားအဲ့ဒီလေလေးကိုအသုံးမချဘူးဆိုလို့ရှိရင်အလားတူကုန်မသွားဘူးလားနော်လောကမှာလူတွေဟာဒါကြောင့်မို့လို့ဘာလဆိုတာတဲ့အသက်ရှူတတ်တယ်တဲ့အသက်ရှူတဲ့လေပေါ်မှာအသုံးချပြီးဘာပညာမှမရတာဘာလလို့ခေါ်တယ်ဘာလရဲ့အထိပ္ပယ်တစ်ခုဖွင့်ထားတယ်လူတိုင်းဟာလူတွေမကဘူးလေတိရစ္ဆာန်တွေအသက်ရှူတဲ့တိရစ္ဆာန်တွေမှန်တယ်ညဒီလိုပဲရှုခဲ့လုပ်နေတာပဲလေနှာခေါင်းကရှူလိုက်ထုတ်လိုက်
ဒီလေလေးဟာအသက်ရှင်ဖို့အတွက်လေးပဲအသုံးချတယ်ဘာအတွက်မှအသုံးမချဘူးအေးသူတော်ကောင်းတွေကတော့ကိုယ်တဏ္ဍာမှာ24နာရီအစဉ်ဆက်မပြတ်ဖြစ်ပြီးအသက်ရှင်ဖို့အတွက်များစွာအသုံးဝင်နေတဲ့ဒီလေလေးကိုကမ္မထာအာယုန်တစ်ခုအဖြစ်ဖြင့်အသုံးချလိုက်မယ်ဆိုလို့ရှိရင်ကိုပါရမီကလည်းရှိတယ်ကျိုးလည်းကျိုးစားတယ်စိတ်ဆန္ဒတွေကလည်းလုံလောက်တယ်ဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်ဇန်နေမဖို့ရရပြီးနိဗ္ဗာန်ရှိအောင်ရတော့နိုင်တာပဲဒီလိုနဲ့ရတယ်ဘောရမမြတ်စွာဘုရားအလောင်းတော်ဟာဟောဒီထွက်လေဝင်လေလေးပေါ်မှာအခြေပြုပြီးတော့ဇန်တရားတွေရတာထိုဇန်တရားတွေကိုဝိပဿနာအဖြစ်ပြောင်းလဲပြီးတော့ရှုမှတ်လိုက်တဲ့အခါကျတော့ဝိပဿနာကျင့်စဉ်တစ်ခုအောင်မြင်မြင်ပေါက်သွားလို့မဲ့၄ပါးအဆင့်ဆင့်ခုပြီးနောက်ဆုံးဖျားစွာဖြစ်သွားတယ်။ဒီကျင့်စဉ်ပဲဒီအာရုံနဲ့သွားတာနော်။အေးဒါကြောင့်မို့လို့တမထကျင့်စဉ်တစ်ခုကိုကျင့်တော့မယ်ဆိုရင်ထွက်လေဝင်လေလေးကိုဘယ်ပုံသုံးချခန္ဓာကိုယ်ဣရိယာပုတ်တစ်ခုရွေးရဣရိယာပုတ်တစ်ခုရွေးတယ်ဆိုတာလမ်းလျှောက်နေမယ်ဆိုလို့ရှိရင်လှုပ်ရှားနေသည့်အတွက်ကြောင့်စိတ်ကလမ်းကိုကြည့်ရတာတစ်မျိုးထွက်လေဝင်လေကိုရှုရတာတစ်မျိုးဆိုပြီးတော့လမ်းလျှောက်ပြီးထွက်လေဝင်လေမှတ်မယ်ဆိုလို့ရှိရင်စိတ်ဟာအလုတ်များတယ်အဲ့ဒီနည်းရတယ်မသိတော့ဘာဖြစ်လို့လဲလမ်းလည်းကြည့်အောင်မယ်ထွက်လေဝင်လေလည်းရှုအောင်မယ်ဆိုအလုတ်တွေမပေါ်ဘူးလားမကြည့်ရင်လည်းခလုတ်တိုက်မယ်လေနော်ခလုတ်တိုက်ပြီးလဲနိုင်တယ်ဒါကြောင့်မို့လို့လမ်းလည်းကြည့်ရအောင်မယ်ထွက်လေဝင်လေလည်းရှုအောင်ဆိုအလုတ်ရှုပ်အဲ့ဒါကြောင့်လမ်းလျှောက်ပြီးတော့အထုတ်မတရအထုတ်လို့ရှင်ခန္ဓာကိုယ်ကြီးလဲမတော့ထိန်းထားရအောင်မသတိဟောအလုပ်တစ်ခုပိုးလိုက်တယ်အဲ့ပြီးတော့အထုတ်မယ်ဆိုကြလို့ရှိရင်လည်းလုံလောက်ဝိရိယကရော့ပြီးမကြခင်အိပ်ပျော်တော့အဲ့ဒီစနစ်ကတော့ဇိမ်ခံတော့အရှိတယ်ဒါကြောင့်မို့လို့လဲလျောင်းပြီးဣရိယာပုတ်လဲလျောင်းနေတာလည်းမမှန်ဘူးလမ်းလျှောက်နေလည်းမကောင်းသေးဘူးထိုင်လဲလျောင်းနေလည်းမကောင်းဘူးလမ်းသွားနေလည်းမကောင်းဘူးရပ်နေလည်းမကောင်းဘူးအကောင်းဆုံးဣရိယာပုတ်ကပါလို့ဆိုလို့ရှိရင်မတ်မတ်ကလေးထိုင်နေတဲ့ဣရိယာပုတ်ဒီငြိမ်သက်တယ်ဒါကြောင့်မို့လို့အာနာပါနကမ္မထာအထုတ်တဲ့ပုဂ္ဂိုလ်တိုင်းကမြတ်စွာဘုရားကပန်လင်ကံအာဟုစိတ်တော်တင်းရင်ခွေးထိုင်ပါတဲ့ခန္ဓာကိုယ်ကတင်းရင်ခွေးထိုင်လိုက်မယ်ဆိုလို့ရှိရင်ခါထက်ခန္ဓာကိုယ်လေးကိုဆန့်ထားတင်းရင်ခွေးထိုင်လိုက်တဲ့အခါကျတော့လူဟာလှုပ်ရှားမှုနဲ့ပြီးတော့ငြိမ်သက်မှုကိုဥစားပေးတာအိတ်နေတာလို့လည်းဒီစိတ်ခံလွန်တာမဟုတ်ဘူးလမ်းလျှောက်နေတာတို့မတရနေတာတို့လို့မဲတင်းစရာလည်းမရှိဘူးဒါကြောင့်မို့လို့တင်းရင်ခွေးထိုင်အမျိုးသမီးတွေဆိုရင်ထက်ဝက်ပလင်ပေါ့အမျိုးသားတွေကတင်းရင်ခွေးထိုင်တော့တင်းရင်ခွေးထိုင်ပြီးတဲ့အခါကျတော့ခါထက်ကိုယ်ကိုဆန့်ကံကလေးထားတဲ့ဘာဖြစ်လို့ဆန့်ကံကလေးထားခိုင်းတာတော့ဆိုရင်ခါမှာအယိုးအစ်စ်ကလေးတွေရည်တွက်ကြည့်မယ်ဆိုရင်18ခုလောက်ရှိတယ်အဲ့ဒီအယိုးလေးတွေကမတ်မတ်ကလေးထားမှမထားဘဲနဲ့ခါလေးကုန်းနေမယ်ဆိုရင်အယိုးလေးကတစ်ခုနဲ့တစ်ခုဖိနေသည့်အတွက်ကြောင့်ကြာလို့ရှိရင်ခါကြိုက်တဲ့ယောဂခါညောင်းတဲ့ယောဂဝေဒနာခါအောင်တဲ့ဝေဒနာတွေဖြစ်လာနိုင်တယ်ဒါကြောင့်မို့ခန္ဓာကိုယ်ရောခေါင်းရောမတ်မတ်ကလေးထားလို့ပြောတာနော်စာပေကဒီတရားထိုင်လေးကိုသိချတဲ့လေပန်လင်ကံအာဟုစိတ်တော်တင်းရင်ခွေးထိုင်ပြီးဥစုံကာယံပဏိဒါယခါထက်ခန္ဓာကိုယ်ကိုမတ်မတ်ကလေးထားခေါင်းထီအောင်မတ်မတ်ကလေးထားမတ်မတ်ကလေးထားတဲ့အခါကျတော့အစစ်ကလေးတွေကဖြောင်းဒီကုလုံးမှာရှိတယ်အစစ်ကလေးတွေကဖြောင်းပြီးမတ်မတ်နေအဲ့ဒါလိုနေပြီးတဲ့အခါကျတော့ပရိမုခံတတိဥပတ္ထပိတောအာယုန်ဘက်ကိုစိတ်ကိုလွှတ်လိုက်အာယုန်ကိုစိတ်ကိုဥတည်ထားပရိမုခတတိဥပတ္ထပိတောဘယ်ကိုတတိထားမလို့ဆိုလို့ရှိရင်နှာခေါင်းကနေကလေးထွက်နေတဲ့နေရာထိတဲ့နေရာလေးကိုတတိထားလို့ပြောနာသီးပြားလေးမှာ
နှခမ်းတူတဲ့လူကြတော့နှခေါင်းကြားမှာထိနှခမ်းရှည်တဲ့လူကြတော့နှခမ်းထိပ်ဖြားမှာလေလေးကလာထိဆိုလိုတာကဘယ်လိုပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ကိုယ်နှခေါင်းမှာအသက်ရှူသွင်းလိုက်တဲ့အခါလေထိတဲ့နေရာရှိတ်ထုတ်လိုက်တဲ့အခါမှာလေထိတဲ့နေရာအဲ့ဒီထိတဲ့နေရာလေးကိုစိတ်ကိုထားပါလို့ပြောတာနော်ဒါတဝထကျင့်စဉ်ကျင့်တော့မယ်အာနာပါနနဲ့ဆိုလို့ရှိရင်အဲ့ဒီလိုလေလေးကိုမှန်မှန်ကန်ကန်မှန်မှန်လေးနဲ့ဖြည်းဖြည်းလေးရှူတချို့ကြတော့သမာဓိမရနိုင်လို့သမာဓိရအောင်ဆိုပြီးတော့ပြင်းပြင်းထန်ထန်ရှူတဲ့နည်းလည်းရှိတယ်အဲ့ဒီနည်းကတော့သာလာပိလာနည်းမဟုတ်ကြိုက်တဲ့ပုဂ္ဂိုလ်တွေကလုပ်နေကြတာနော်ရှုခဲ့လုပ်တဲ့နည်းကအဲ့ဒါကြာလို့ရှိရင်မောပြီးတော့သွားတတ်တယ်လူကမောသွားတယ်အဲ့ဒါကြောင့်မလို့ပင်ကိုရှုနေကြအနေထားလေးခန္ဓာကိုယ်မှာပင်ကိုရှုနေကြအနေထားလေးတိုင်းရှုရပါမှန်မှန်စိတ်တွေပါတွေအကုန်လုံးဖြေလျော့ထားလိုက်တင်းရှင်းကြီးလုပ်ထားတယ်အာယုန်လေးတစ်ခုပေါ်မှာစိတ်ကလေးကိုလွတ်ထားပြီးတော့စိတ်လေးကိုငြိမ်းနေအောင်စိတ်ထဲမှာတင်းကျပ်နေတာမရှိသေးပဲနဲ့ခန္ဓာကိုယ်ထဲမှာလည်းတင်းကျပ်နေတာမရှိသေးပဲနဲ့အားလုံးအကျော်တွေဖြေလျှော့ပြီးတော့နာလေးပြားပေါ်မှာလေလေးထိတဲ့နေရာကိုစိတ်ကိုငြိမ်အောင်ထားပါလို့သူပြောတာနော်အဲ့လိုထားလိုက်တဲ့အခါကျတော့ရှုရင်လေလေးကိုအာယုံပြုတ်ပြီးတော့နေရင်ကနေစိတ်ကလေးငြိမ်လာတယ်နော်ခက်လေဝင်လေလေးကိုဒီလိုရှုမှတ်နေတာကိုဒါကိုဘာနမိတ်လို့ခေါ်လို့ဆိုရင်ပရိကမ္မနမိတ် preliminary object sign of preliminary ဘာလို့ပြင်ဆင်ပေးနေတဲ့အာယုနမိတ်လို့ပြောတာနော်အဲ့ဒီအာယုနမိတ်ကလေးဟာအတွင်လေးကြားလာတဲ့အခါကျတော့တော်တော်ကိုထင်ထင်ရှားရှားပေါ်လာတယ်စိတ်ထဲမှာတော်တော်ထင်ထင်ရှားရှားကြီးဖြစ်လာတော်တော်ထင်ထင်ရှားရှားဖြစ်လာတဲ့အခါကျလို့ရှိရင်စိတ်ကမှတ်ယူလာနိုင်တဲ့အနေအထားမျိုးရောက်လို့ရှိရင်ဥက္ကဟနမိတ်လို့ခေါ်တယ်နောက်ဆုံးကျတော့ဘာပေါ်လာလို့ဆိုဒီထွက်လေဝင်လေလေးဟာပုံတရံလေးပြောင်းလာကိုယ်စိတ်ထဲမှာဖြစ်လာတာသူကပြောင်းတာမဟုတ်စိတ်ကပြောင်းလေလေးကိုရှုနေတဲ့စိတ်ကလေးကဘလို့မြင်လာလို့ဆိုဒီထွက်လေဝင်လေလေးတွေကဘာဖြစ်လာလို့ဆိုတော့မိကိုတန်လေးထွက်လာတယ်လို့မြင်လာတချို့ကျတော့ပလဲလုံးကလေးတွေထွက်လာတယ်လို့မြင်ရတချို့ကျတော့နှာခေါင်းနာသီးပြားမှာဟိုဒီဘောလုံးလေးကလဲနေတယ်လို့မြင်တာမျိုးလည်းရှိအမျိုးစုံပေါ့အမျိုးစုံမြင်လာအဲ့တော့မိကိုတန်းကြီးလို့လည်းမြင်လာတယ်အာယုံအလင်းတန်းကြီးတစ်ခုထွက်နေတယ်လို့လည်းမြင်လာတယ်ပလဲလုံးလေးတွေထွက်နေတယ်လို့လည်းမြင်လာတယ်ဒါလူတစ်ယောက်နဲ့တစ်ယောက်အမှတ်တင်ညာခြင်းမတူသည့်အတွက်ကြောင့်ဖြစ်ပေါ်လာတဲ့အာယုံနမိတ်ကတစ်ယောက်နဲ့တစ်ယောက်မတူဘူးအဲ့ဒီအာယုံနမိတ်ပေါ်လာလို့ရှိရင်အဲ့ဒီအာယုံနမိတ်ပေါ်မှာဆက်ပြီးတော့အလုံးလုံးရမယ်ဒါနမိတ်ရတယ်လို့ခေါ်တယ်အဲ့ဒီနမိတ်ပေါ်မှာဆက်ပြီးတော့ရှုမှတ်ပွားများပြီးတမာတိစွမ်းအားတွေကိုမြင့်မြင့်ပေးလိုက်တဲ့အခါကျတော့ဘာတွေဖြစ်လာတယ်လို့ဆိုကိုယ့်ရဲ့တဏ္ဍာမှာနိဝရဏတရားဆိုတာငြိမ်းလာဘာတွေငြိမ်းလို့ဆိုအာယုံခံစားခြင်းနဲ့ဆန္ဒတွေငြိမ်းလာခံစားခြင်းနဲ့စိတ်ကာမိဆန္ဒလို့ဆိုတဲ့ပျော်စရာရွှင်စရာတွေပေါ်မှာပျော်ရွှင်ခြင်းနဲ့လောဘနဲလာအာယုံတစ်ခုပေါ်မှာမုန်းတီးတဲ့ဆန့်ကျင်တဲ့သဘောထားတွေပျောက်သွားတယ်စိတ်မငြိမ်မသက်ဖြစ်ပြီးတော့စိတ်ထဲမှာပူပန်နေတာတွေပျောက်သွားတယ်စိတ်ဓာတ်တွေရောကျပြီးတော့ဒီအာယုံနဲ့ဆက်ပြီးတော့စိတ်ဟာစွမ်းဆောင်နိုင်စွမ်းမရှိအောင်စွမ်းရည်တတိတွေကျသွားတာတွေဒါတွေမရှိတော့ဘူးသူရှုမှတ်နေတဲ့အာယုံပေါ်မှာလည်းပဲဟုတ်ပါမလားဆိုတဲ့အတွေးတွေတန်တရားတွေလည်းမရှိတော့ဘူးတဲ့အဲ့ဒါမရှိတာကိုနိဝရဏတရား၅ပါးကျင်းသွားတာလို့ပြောတာနော်ဘယ်တော့ကဲအောင်လုပ်နိုင်တယ်ဆိုတမာတိစွမ်းအားကဖယ်ရှားပြလိုက်တာကိုယ်စိတ်ထဲမှာပဲစိတ်ချင်းဖယ်ရှားနေတာဒါ
စိတ်ထဲမှာခုနပြောတဲ့အညစ်အကြေးတွေဟာမလာတော့ဘူးဒီဝရဏတရား၅ပါးဟာလုံးဝပျောက်ကင်းသွားတယ်လုံးဝပျောက်ကင်းသွားပြီးတော့ခုနကနမိတ်အလင်းတန်းသုံးဖို့မိဂုထံလေးနှစ်ခုပေါ်ဒီအာယုန်နမိတ်ပေါ်မှာဘာတွေဆက်ဖြစ်နေတော့ဆိုဒီအာယုန်နမိတ်ကလေးပေါ်မှာစိတ်ကူးနေတာတွေပေါ်လာစိတ်ကူးဆိုတာစိတ်ကအာယုန်ပေါ်မှာကူးနေတာဆိုလိုတာကပေါင်းကူးပေးတဲ့သဘောပေါ့စိတ်နဲ့အာယုန်နဲ့မပြတ်ထိနေတာကိုစိတ်ကူးတယ်လို့ခေါ်တာနော်အဲ့ဒါကိုစာပေလိုပြောရင်ဝိတက်ဝိတက်ဆိုတဲ့သဘောလေးမိမိရဲ့စိတ်ကလေးကိုအာယုန်ပေါ်မှာတွန်းပို့နေတယ်အဲ့ဒီသဘောလေးဟာထင်းထင်းရှားရှားပေါ်လာသူ့ရဲ့ဆွမ်းဆောင်ချက်တွေကကောင်းလာတယ်ပေါ်လာတဲ့နမိတ်လေးပေါ်မှာကိုယ့်ရဲ့စိတ်ဟာစင်စစ်မပြတ်စိတ်ကူးနေတဲ့ဒီဝိတက်သဘောတွေပေါ်လာတယ်နောက်တစ်ခုကအဲ့ဒီအာယုန်လေးနဲ့စိတ်ကလေးကိုချီနှောင်ထားသလိုအာယုန်ပေါ်မှာပဲစိတ်ကလေးကရေဝဲပြီးတော့နေတဲ့ဝိသန္ဒဆိုတဲ့သဘောပေါ်လာတယ်ကြံစည်တယ်လို့ဗမာလိုပြောကြတယ်ကြံစည်တယ်ဆိုတာဒီအာယုန်သားတွေပဲရေဝဲနေတယ်စိတ်ကလေးကအာယုန်နဲ့ကြွားမတော်အမြဲတမ်းတွဲနေတယ်လို့ဖြစ်တယ်ဒါဝိသန္ဒရဲ့စွမ်းရည်တတ္တိနောက်ပြီးတော့ဘာဖြစ်လာတော့ဆိုလို့ရှိရင်အဲ့ဒီအာယုန်လေးပေါ်မှာခုနကမိဂုဒံအလင်းတန်းလေးပေါ်မှာစိတ်ကလေးကနှစ်ချိုက်နေတယ်ဒါပီတိလို့ခေါ်တယ်ကျဉ်တ်နေတယ်နှစ်ချိုက်နေတဲ့အခါကျဘာလို့ဖြစ်လာလို့ဆိုကိုယ်ရောစိတ်ရောတခါတည်းတိတ်နဲ့ခန္ဓာကိုယ်မှာလည်းညောင်းတာညာတာကြိုက်တာခဲတာတွေမရှိဘူးပျောက်သွားတယ်စိတ်ထဲမှာလည်းပူရပန်းတာတခုမှမရှိဘဲနဲ့ပျောက်သွားတယ်စိတ်ကလေးကချမ်းမြေ့လာတယ်ဟောဒုက္ခလို့ခေါ်အဲ့ဒီလိုဖြစ်နေအောင်ဘယ်သူကစွမ်းဆောင်နေတာတော့ဆိုနောက်ပိုင်းမှာတမာတိဆိုတဲ့စွမ်းအားကနေခုနအာယုန်နဲ့စိတ်နဲ့အပေါ်မှာကြွားမသွားအောင်ထိန်းထားတယ်ပေါင်းကြည့်လိုက်တဲ့အခါကျတော့စိတ်ကူးနေတာကဝိတက်ကြံစည်နေတာကဝိသန္ဒနှစ်ချိုက်နေတာကပီတိကိုယ်ရောစိတ်ရောငြိမ်းချမ်းသွားတာဒုက္ခဟောတည်ငြိမ်နေတာကဧကဂတလို့ဆိုပြီးအဲ့ဒါကိုဇန်အင်္ဂါ၅ပါးလို့ခေါ်တယ်အဲ့ဒီအင်္ဂါ၅ပါးဒီတဏှီတဲ့စွမ်းရည်တတိပြည့်ပြည့်နဲ့အလုံးလုံးနေပြီဒီအာယုန်လေးပေါ်မှာတဏှီတဲ့အလုံးလုံးဟန်ချက်ညီနဲ့ဒီအာယုန်မှာအလုံးလုံးနေပြီဆိုရင်ဒါပထမဇန်ရတယ်လို့ခေါ်တယ်အာယုန်တစ်ခုပေါ်မှာစူးစိုက်ပြီးတော့ရှိအဲ့ဒါလို့ပထမဇန်ရပြီဆိုတဲ့ပုဂ္ဂိုလ်တရားမှာဘာလို့ဖြစ်လာတော့လို့ဆိုရင်ကြည့်ဝိဝိစေဝကာမေဟိမျက်စိကကြည့်ပြီးပြောစရာအာယုန်နားကနားထောင်ပြီးတော့ပြောစရာအာယုန်နှာခေါင်းကအနံ့ရပြီးပြောစရာအာယုန်လျှာကနေရက်ပြီးတော့လျက်ပြီးတော့ပြောစရာအာယုန်ခန္ဓာကိုယ်ကထိတွေ့ပြီးပြောစရာအာယုန်ဆိုတဲ့ဒီကာမတွေကနေသူလွတ်လပ်ဒီပေါ်မှာလုံးဝစိတ်မရောက်တော့နော်မျက်စိနဲ့မြင်ပြီးပြောတဲ့အပျော်မျိုးမရှိတော့ဘူးနားကကြားပြီးပြောတဲ့အပျော်မျိုးတွေမရှိတော့ဘူးအဲ့ဒီကာမတွေကလုံးဝကင်းစိတ်သွားအဲ့ဒီကာမဆိုတဲ့ဒီပြောစရာအာယုန်ဒီပေါ်မှာပြောချင်းနေတဲ့ဒီလောဘကင်းစိတ်သွားမှစံဆိုတာရနိုင်တယ်ဒါမကင်းရင်မရဘူးတဲ့သူကဥပမာပါနဲ့တူလို့ဆိုရင်ဟိုဘက်ကရောက်ချင်တဲ့ပုဂ္ဂိုလ်ကဒီဘက်ကကိုစွန့်ကိုစွန့်အောင်ဒီဘက်ကကိုမစွန့်ခွာဘဲနဲ့ဟိုဘက်ကရောက်တယ်ဆိုတာမရှိဘူးဒါကြောင့်မို့စာပေမှာဝိဝိစေဝကာမေဟိကာမတွေကနေလုံးဝဆုံးမပြီးတာဖြစ်သွားရတယ်ဝိဝိစေဝအကုသလေဟိဓမ္မေကျန်တဲ့အကုသိုလ်တရားတွေလည်းမဖြစ်တော့ဘူးအဲ့ဒီအချိန်မှာငြိမ်သွားပြီလို့ဆိုတော့ဘာတွေမဖြစ်တော့ဆိုဒေါသတွေမဖြစ်ဘူးမာမာနတွေမဖြစ်ဘူးအိတ်တာတွေမဖြစ်ဘူးမစ္စရိယာတွေမဖြစ်ဘူးစိတ်ရဲ့အညစ်အကြေးတွေတခုမှမဖြစ်တော့ဘူးဆိုအဲ့ဒီမဖြစ်တော့ပဲလေဘာတွေလာနေတယ်ဆိုဝိဝေကဇံအဲ့ဒီကာမဂုဏ်အာယုန်တွေကလွတ်သွားပြီးတော့ဖြစ်ပေါ်လာတဲ့ပိဋိဒုက္ခနှစ်ချိုက်နေတာနဲ့ချမ်းမြေ့နေတာဟောဒီသဘာဝလေးနှစ်ခုလက်တွေ့ခံစားရတယ်ဒါကိုဟ
ဝိဝေကသပိတိဒုက္ခလို့ခေါ်တယ်ကင်းကွာလွတ်လပ်ပြီးတော့ကာမဂုဏ်အာယုန်တွေကစိတ်ကင်းကွာသွားပြီးတော့ချမ်းမြေ့ကြည်နူးနေတဲ့ကြည်နူးမှုလောကလူတွေရဲ့ကြည်နူးမှုကဘာနဲ့ကြည်နူးတာလို့ဆိုကိုမြင်တဲ့အာယုန်လေးကိုကြည့်ပြီးကြည်နူးကြတယ်လေခါတိုင်းဟုတ်လားနားကကိုကြိုက်တဲ့သချင်းလေးထောင်ပြီးတော့ကြည်နူးကြတယ်နှာခေါင်းကကိုကြိုက်တဲ့အမွှေးလေးအမွှေးနန္နာကိုရှူပြီးတော့ကြည်နူးကြတယ်လျှာကလည်းကိုကြိုက်တဲ့အစာလေးကိုစားပြီးတော့ကြည်နူးကြတယ်ခန္ဓာကိုယ်ကလည်းကိုထိတွေ့နေတာလေးထိတွေ့ပြီးတော့ကြည်နူးကြတယ်ဒါကကာမကြည်နူးမှုလို့ခေါ်တယ်အဲ့ဒီကာမကြည်နူးမှုနဲ့မတူတဲ့ကာမအာယုန်တွေကိုကျော်လွှားသွားပြီးတော့ဒါတွေကိုဆွတ်လွတ်ထားပြီးခုနကပြောတဲ့အလင်းတန်းလေးသို့မဟုတ်မိโกတန်းလေးလို့ဆိုတဲ့နမိတ်အာယုန်လေးနဲ့ကြည်နူးနေတဲ့ကြည်နူးမှုမျိုးတဲ့ဒါကပထမဇန်အဆင့်အဲ့ဒီလိုရသွားတယ်လို့ပြောဇန်ရတာနဲ့ကျိုးကဇန်ပြန်တယ်လို့ထင်တယ်ဇန်ဆိုတာပြန်တာမဟုတ်ဘူးဗမာစကားမှာဇန်ပြန်တယ်လို့ပြောရင်ဇန်ပြန်တာမဟုတ်ဘူးเนาะဇန်ဆိုဒီမှာအဓိပ္ပာယ်နှစ်ခုပေးထားတယ်ဇန်ဆိုဒီမှာလောင်ကျွမ်းနေဆိုတဲ့အဓိပ္ပာယ်ကတစ်ခုအာယုံပေါ်မှာစူးစိုက်ပြီးတော့ကပ်ပြီးတော့ရှုနေမှုဆိုတာကတစ်ခုအဓိပ္ပာယ်နှစ်ခုရအခုလိုပထမဆံရလာပြီဆိုတာလည်းကြည့်ရင်စိတ်ရဲ့အငြိချင်းဖြစ်တဲ့နိဝရဏတရားတွေကိုလောင်ပလိုက်တာမရှိတော့ဟောမီးနဲ့တစုံတစ်ခုကိုလောင်ပြလိုက်တဲ့ကဥပမာမဲ့စက္ကူကိုမီးရှို့လိုက်လို့ရှင်စက္ကူလောင်ပလိုက်တယ်လို့ပဲဒီတဘာဝတရားတွေကကံကုန်အာယုန်တွေကိုလောင်ပလိုက်တဲ့ဆိုဖြည့်ဆည်းပြလိုက်တာမရှိတော့ဘူးဒါပြောနောက်တစ်ခုကနမိတ်အာယုန်လေးပေါ်မှာစိတ်ကလေးကစူးစိုက်ပြီးတော့ကြည့်နေတယ်အဲ့ဒီစူးစိုက်ပြီးရှုနေတာကိုပဲဇာနာအစံလို့ခေါ်တာတဲ့အဲ့ဒီဇန်ဆိုတဲ့ထဲမှာဘာနဲ့ဖွဲ့စည်းထားတော့လဲခုနပြောတဲ့အာယုံပေါ်မှာစိတ်ကူးနေတာရဲ့ကြံစည်နေတာရဲ့နှစ်ချိုက်နေတာရဲ့ချမ်းမြေ့နေတာရဲ့တည်ငြိမ်နေတာရဲ့ဆိုတဲ့စိတ်ရဲ့စွမ်းအား၅မျိုးနဲ့ဖွဲ့စည်းထားတာကိုဇန်လို့ခေါ်တယ်အဲ့ဒီပထမဇန်ကနေနောက်ဒုတိယကျတော့ဘာကိုကြော်သွားလိုက်တော့ဆိုစိတ်ကူးနေတာမလို့တော့သမာဓိစွမ်းအားကိုမြင့်လိုက်တာနဲ့တပြိုင်နက်စိတ်ကူးနေတာကြံစည်နေတာမပါတော့ပဲနဲ့ဘာဖြစ်သွားလို့ဆိုရင်နှစ်ချိုက်နေတာတည်ငြိမ်နေတာကြည်နူးနေတာချမ်းမြေ့နေတာရဲ့နှစ်ချိုက်နေတာရဲ့ကြည်နူးနေတာရဲ့တည်ငြိမ်နေတာရဲ့ဒီ၃မျိုးနဲ့နေတာဒါကိုဒုတိယဇန်လို့ခေါ်တခါအဲ့ဒီထဲကနေပြီးတော့နှစ်ချိုက်နေတဲ့သဘောတရားတွေစိတ်ရဲ့လှုပ်ရှားမှုသဘောဖြစ်သည့်အတွက်ကြောင့်အပြစ်မြင်လာလို့အဲ့ဒီနှစ်ချိုက်မှုကိုမလိုလားလို့နှစ်ချိုက်မှုကိုဖယ်ရှားလိုက်တဲ့အခါကျတော့ကိုယ်ရောစိတ်ပါချမ်းမြေ့နေတာရဲ့တည်ငြိမ်နေတာရဲ့ဟောဒီနှစ်ခုတည်းနဲ့သွားနေတာတတိယဇန်လို့ခေါ်တယ်အဲ့ဒီကနေတခါကိုယ်ရောစိတ်ရောတိတ်နေနဲ့ချမ်းမြေ့နေတဲ့သဘာဝကိုမလိုချင်ဘူးစိတ်လှုပ်ရှားမှုတစ်ခုကိုဘာမှမလိုချင်ဘူးခံစားမှုတွေကိုမလိုချင်ဘူးလို့ဆိုပြီးတော့ဒုက္ခကိုဖယ်ရှားလိုက်တဲ့အခါကျတော့ဘာမှလှုပ်ရှားမှုမရှိတဲ့တည်ငြိမ်နေတဲ့ဥပေက္ခနဲ့တမာတိစွမ်းအားအဲ့ဒီနှစ်ခုတည်းနေတာကိုသုဒ္ဓဇံလို့ခေါ်တယ်အဲ့ဒီသုဒ္ဓဇံရောက်သွားလို့ရှိရင်လူရဲ့စိတ်စွမ်းအားဒီအဆင့်အမြင့်ကိုရောက်သွားပြီအဲ့ဒီလိုအမြင့်ရောက်သွားပြီဆိုလို့ရှိရင်သူစွမ်းဆောင်နိုင်တာတွေဘာတွေစွမ်းဆောင်နိုင်လို့ဆိုရင်ဒီအချိန်မှာအဘိညာဉ်တကိုးလို့ဇံပြန်တာလို့ဆိုတာဒီအဆင့်ရောက်မှလုပ်လို့ရတယ်ပေါ့ဒီအဆင့်ဆိုတာလဲလွယ်လွယ်ကူကူနဲ့ရတာမဟုတ်ဘူးတစ်ခုနဲ့တစ်ခုစွမ်းရည်တတိတွေမြင့်အောင်အချိန်ချင်းအထက်ထပ်လုပ်ဖို့လိုတယ်တဲ့အဲ့ဒီအချိန်ချင်းထပ်ထပ်ကြိုးစားလိုက်လို့ရှင်ဟောဒီဇံရထားတဲ့ပုဂ္ဂိုလ်တယောက်ဟာအဘိညာဉ်ထိအောင်ပေါက်ရောက်သွားပြီဆိုလို့ရှင်မြေရှိုးတာတို့မိုးပြန်တာတို့ဟောတကုတ်အမျိုးမျိုးဖန်ဆင်းတာတို့သူကတောက်နိုင်စွမ်းနိုင်သွားအဲ့ဒီလိုဖန်ဆင်းတဲ့အခါမှာလည်းပဲတဘာဝကြတဘာဝကိုဆန့်ကျင်ပြီးတော့ဖန်ဆင်းလို့မရဘူးတဘာဝအတိုင်းဖန်ဆင်းရဆိုတော့ရေပေါ်လမ်းလျှောက်ပြကြလို့ရှိရင်ရေကိုမာကျောသွားအောင်ဖန်ဆင်းရမယ်ပြီးတော့မှလမ်းလျှောက်လို့ရ
အနုဆိုရေပေါ်ဒီတိုင်းသွားလမ်းဆောင်ရင်မြုပ်သွားမှာပဲဒါသဘာဝမြေရှိုးခြင်းနဲ့ဆိုရင်သူရှိုးမဲ့နေရာကိုဟာလာဟင်းလင်းဖြစ်အောင်တွင်းကြီးလိုဖြစ်သွားအောင်ဖန်ဆင်းရမယ်စိတ်နဲ့စိတ်ကူးပြီးဖန်ဆင်းရမယ်ပြီးတော့မှအဲ့ဒီဒါဟာပြင်ထဲကိုသူကဝင်သွားတာမျိုးဖြစ်ရတယ်ကောင်းကင်ကိုလမ်းလျှောက်သွားခြင်းနဲ့ဆိုရင်လည်းသူသွားမဲ့လမ်းကိုလမ်းကြောင်းဖန်ဆင်းရမယ်ပြီးတော့မှအဲ့ဒီလမ်းပေါ်မှာလမ်းလျှောက်အောင်ဆန့်ကျင်ပြီးတော့လုပ်လို့မရဘူးဒါကြောင့်လို့ supernormal power လို့လည်းခေါ်ရတယ် supernatural မဟုတ်ဘူး nature ရဲ့အပေါ်မှာကြော်လို့မရဘူးလို့ဆိုလို့သဘာဝအတိုင်းသွားတယ်ဒါတကူဖန်ဆင်းတဲ့အစဉ်အဲ့တော့သမထကျင့်စဉ်တစ်ခုကပေါက်ပေါက်ရောက်ရောက်ကျင့်လိုက်လို့အောင်မြင်သွားလို့ရှိရင်အခုလိုအဆင့်တွေတက်လာဟောဒီသမထကျင့်စဉ်နဲ့စိတ်ကိုငြိမ့်နေအောင်လုပ်ထားပြီးတော့တဏှေကုန်နေလို့ရတယ်2ရက်နေလို့ရတယ်3ရက်နေလို့ရတယ်ဟောဒီစွမ်းအားတွေနဲ့စိတ်စွမ်းအားတွေနဲ့ရုပ်ကိုဖြည့်တင်းထားတဲ့အတွက်ကြောင့်ရုပ်မှာနာတာကျင်တာဆိုတာမရှိဘူးလေကြိုက်တာခဲတာဆိုတာမရှိဘူးရုပ်ခန္ဓာကိုယ်ကြီးကပေါ့ပြီးတော့အကုန်လုံးငြိမ်းချမ်းနေတယ်ဒါကြောင့်မို့လို့ဘုရားယဟန္တာတွေဟာဟောဒီဇံဝင်စားတယ်ဆိုတာအဲ့ဒါပြောတာဒိဋ္ဌဓမ္မဒုက္ခဝိဟာရတဲ့မျက်မှောက်ဘဝမှာချမ်းသာမှုအတွက်ဇံဝင်စားကြတယ်အဲ့ဒီလိုအကျင့်မျိုးဒါသမထကျင့်စဉ်လို့ခေါ်တယ်ဒါအစစ်အမှန်သမထကျင့်စဉ်နော်အဲ့ဒီသမထကျင့်စဉ်ကိုအပြစ်မပြောရဘူးဘုရားသာသနာနဲ့ကျုံနေတဲ့အချိန်မှာသမထကိုမကျင့်ရဘူးလို့မပြောရဘူးဘုရားကိုယ်တိုင်လည်းကျင့်တယ်ယန္တာကိုယ်တိုင်လည်းကျင့်ကြတယ်အချိန်ချင်းနဲ့ဆံဝင်စားကြသမထကျင့်စဉ်ဆိုတာကျင့်ရတယ်ကဲသမထရဲ့လမ်းဆုံးကဘာလို့လို့မေးလို့ရှိရင်သူ့ရဲ့အကျိုးလမ်းဆုံးကတော့အဘိညာဉ်ပဲဒီဘဝမှာခံစားရတဲ့လမ်းဆုံးကအဘိညာဉ်ဟောနောက်ဘဝကျတော့ဘယ်ရောက်လို့ဆိုရင်ဇံမလျှောဘူးဆိုလို့ရှိရင်ဓမ္မပြည်ရောက်တယ်ပထမဇံရရင်ပထမဇံဓမ္မဘုံရောက်မယ်ဒုတိယဇံရရင်ဒုတိယဇံဓမ္မဘုံရောက်မယ်တတိယဇံသရုပ်ဇံဆိုတတိယဇံသရုပ်ဇံဘုံကြီးရောက်တယ်သူအဆင့်ဆင့်အတိုင်းသွားမယ်ဒါအသူရဲ့လမ်းအဆင့်အမြင့်ဆုံးအဲ့တော့မဂ္ဂုနိဗ္ဗာန်ကိုရချင်ပါတယ်ဆိုလို့ရှိရင် technique ပြောင်းရမယ်တဲ့သူကခုနပြောခဲ့တဲ့အလင်းတန်းလေးလိုမိဂုထန်းလေးလိုအာယုန်နမိတ်ပေါ်မှာဆက်ပြီးတော့မနေပဲနဲ့သမထကျင့်စဉ်အောင်ထားတဲ့ပုဂ္ဂိုလ်တယောက်ကဝိပဿနာကျင့်စဉ်ကိုပြောင်းကျင်ပြီးစံတရားကနေပြီးတော့ဝိပဿနာကျင့်စဉ်ကိုပြောင်းကျင်ပြီဆိုဘယ်လိုပြောင်းမလဲပထမဇံဝင်စားလိုက်တယ်အာယုန်နမိတ်လေးပေါ်မှာဇံဝင်စားလိုက်တယ်ဇံဝင်စားပြီးတော့ဇံကနေပြန်ထလိုက်တဲ့အခါကျတော့ပြန်ထတယ်ဆိုတော့ပြန်ပြီးတော့ဝင်စားနေတာကိုပြန်နောက်ဆုတ်လိုက်တယ်အဲ့ဒီလိုနောက်ဆုတ်ပြီးတဲ့အခါကျတော့သူ့ရဲ့စိတ်အခြေအနေတွေက remain ဖြစ်နေတာဆက်လက်ပြီးတော့ဒါတွေကဖြစ်နေသေးတယ်ပေါ့လူကနောက်ဆုတ်လိုက်ပြီနောက်ဆုတ်လိုက်ပြီမဲ့လို့ခုနကဖြစ်သွားတဲ့စိတ်တွေရဲ့အခြေအနေဥပမာမဲ့လူတယောက်စိတ်ဆိုးပြီးသွားလို့ချင်းအဲ့ဒီစိတ်ဆိုးတာကိုပြန်ပြီးတော့တွေးလို့မရဘူးလားရတယ်နော်ကိုယ်စိတ်ထဲမှာဘာဖြစ်သွားတယ်ဆိုတာကိုပြန်စဉ်းစားလို့ရအဲ့ဒါမျိုးလိုပဲဇံဝင်စားတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ကဇံကနေပြန်ထားလိုက်တဲ့အခါကျတော့အဲ့ဒီဇံစိတ်လေးတွေအဲ့ဒီဇံစိတ်လေးတွေကိုပဲအာယုံအဖြစ်အသုံးချပြီးတော့ဝိပဿနာကိုရှုရတယ်တဲ့အဲ့တော့ဝိပဿနာကြတော့ခုနကအလင်းတန်းလို့ပြညတ်ကိုသွားလို့ရှုလို့မရဘူးအလင်းတန်းကိုအာယုံပြုပြီးတော့ဖြစ်ပေါ်နေတဲ့ခုနကချမ်းစီတာတွေစိတ်ကူးတာတွေစိတ်ကြည်နူးတာတွေချမ်းမြေ့တာတွေဆိုတဲ့ဇာအင်္ဂါတွေကိုပြန်ပြီးတော့သူကရှုလိုက်တယ်ရှုတယ်ဆိုတဲ့အချိန်မှာရှုတော့နှစ်ခုရှိတယ်ဝိပဿနာကိုသွားတော့ရှုတော့နှစ်ခုရှိတယ်ရှုတော့တစ်ခုကဘာလို့ဆိုရင်နံပါတ်1ကသဘာဝလက္ခဏာ individual characteristic ကိုခေါ်တယ်သဘာဝလက္ခဏာသူ့ရဲ့ nature ကိုကြည့်ရမယ်လို့ပြောသူ့ရဲ့ nature ဆိုတာဘာလို့ဆိုရင်ချမ်းစီတယ်ဆိုတော့ဝိတက်ရဲ့သဘာဝကိုကြည့်လို့ရှိရင်စိတ်ကလေးကိုအာယုံပေါ်မှာပို့ပေးနေတာပါလားဆိုရင်သူ့ရဲ့ nature ကိုတွေ့တယ်ဝိသရာကိုကြည့်လိုက်လို့ရှိရင်အာယုံလေးနဲ့စိတ်လေးနဲ့ချီနှောင်ထားတာပါလားတွဲထားတာပါလားဆိုတဲ့သူ့ရဲ့သဘာဝကိုတွေ့
ပိဋိကိုကြည့်လိုက်လို့ရှိရင်အော်အာယုပေါ်မှာနှစ်ချိုက်နေတဲ့သဘောပါလားဆိုတော့သူ့ရဲ့သဘာဝကိုတွေ့လိမ့်မယ်ဒုက္ခကိုကြည့်လိုက်လို့ရှိရင်ကိုချမ်းမြေ့မှုစိတ်ချမ်းမြေ့မှုကိုဖြစ်ပေါ်စေတတ်တဲ့သဘောပါလားလို့ဆိုတာသူ့ရဲ့နမိတ်ကိုသိလိုက်တယ်သမာဓိကိုကြည့်လိုက်တဲ့အခါကျတော့အော်အာယုနဲ့စိတ်ပေါ်မှာငြိမ့်နေအောင်လုပ်တဲ့သဘောပါလားလို့ဆိုအော်သူ့ရဲ့ဒါလေးတွေကသူတို့ရဲ့သဘာဝလက္ခဏာလို့ခေါ်တယ်ဝိပဿနာလမ်းကြောင်းပြောင်းနိုင်တဲ့တရားနဲ့အဲ့ဒီအစစ်မှန်ဖြစ်တဲ့သဘာဝလက္ခဏာတွေကိုသိရမယ်ဥပမာမဲ့စိတ်ဆိုးပြီးတဲ့လူတယောက်ဟာအော်ဒေါသဆိုတာဟာစိတ်ကိုရောက်ရခတ်ပြီးစိတ်ကိုပူစေတတ်တဲ့သဘောပါလားတည်ငြိမ်နေတဲ့စိတ်ကိုဖျက်ဆီးတတ်တဲ့သဘောပါလားလို့မတွေ့နိုင်ဘူးလားတွေ့နိုင်ပါဘူးဟောဒုက္ခတိတိဒေါသောတည်ငြိမ်နေတဲ့အနေထားလေးတစ်ခုပြတ်မသွားဘူးလားစိတ်ဆိုးတယ်ဆိုတဲ့ကတည်ငြိမ်နေတယ်ငြိမ်းချမ်းနေတယ်ဆိုတဲ့သဘာဝလေးတစ်ခုပြတ်သွားတာလေအော်အဲ့ဒီလိုဖြည့်ဆည်းတတ်တဲ့သဘောကလေးပါလားလို့သိတာဒေါသရဲ့သဘာဝကိုသိတာပဲလောဘဆိုလို့ရှိရင်အော်အာယုံပေါ်မှာတွဲကပ်နေတဲ့သဘောလေးပါလားလို့လောဘရဲ့သဘောကိုဒီလိုမြင်တယ်အဲ့ဒီလိုပဲသဘာဝတရားတွေမှာကိုယ်ပိုင်သဘာဝကလေးတွေရှိတယ်အဲ့ဒီကိုယ်ပိုင်သဘာဝလေးတွေကိုကြည့်တာကိုသဘာဝလက္ခဏာလို့ခေါ်တယ်ဝိပဿနာရှုတော့မယ်ဆိုရင်သဘာဝလက္ခဏာကိုအရင်မိအောင်ရှာသဘာဝလက္ခဏာကိုကြည့်ရင်ကနေဘာဖြစ်လာတော့ဆိုတော့တာမင်ညလက္ခဏာလို့ခေါ်တဲ့အများဆိုင်တဲ့လက္ခဏာတစ်ခုတိုးချဲ့ပြီးတော့မြင်လာတယ်တာမင်ညလက္ခဏာဆိုတာဘာလို့မမြဲတဲ့သဘောဆင်းရဲတဲ့သဘောစိုးမပိုင်တဲ့သဘောဆိုတဲ့အနိစ္စဒုက္ခအနတ္တတိုးချဲ့မြင်လာတယ်အဲ့ဒါတာမင်ညလက္ခဏာလို့ခေါ်တယ် universal characteristic အဲ့ဒီ universal characteristic ဆိုတာကိုမြင်လာပြီဆိုရင်ဒါဝိပဿနာထူးခြားခြားမြင်လာတယ်လို့ပြောတာအဲ့ကြတော့အဲ့တော့သမထကျင့်စဉ်တစ်ခုကဝိပဿနာပြောင်းတဲ့ပုဂ္ဂိုလ်တိုင်းအခုလိုပဲပြောင်းတယ်အဲ့ဒီကနေဆက်ပြီးတော့ဘာတွေတွေးတော့အော်ဒီသဘာဝတရားလေးတွေကဘယ်မှာမိဖြစ်တာလဲလို့ကြည့်ရင်အော်စိတ်ရဲ့ဖြစ်ပေါ်ရာဖြစ်တဲ့နှလုံးသားကိုအမိပြုပြီးဖြစ်တာပါလားလို့ဆိုတယ်ရုပ်တရားတွေကိုစင်စစ်မပြတ်ဆက်ပြီးတော့ကြည့်လာတတ်တယ်စိတ်ရောရုပ်ရောဒီနှစ်ခုလုံးမြင်လာတယ်မြင်လာပြီးတော့စိတ်နဲ့ရုပ်ဟာမတူညီတဲ့သဘောထားလေးတွေကမြင်လာတယ်မြင်လာရင်ကနေသွားတဲ့အခါကျတော့ထိုစိတ်ရောရုပ်ရောဒီနှစ်ခုဟာထာဝရတည်မြဲနေတဲ့အရာမဟုတ်ဘူးဖြစ်လာပြီးတဲ့နောက်ပျောက်သွားတယ်ဖြစ်လာပြီးတဲ့နောက်ပျောက်သွားတယ်အကြောင်းတိုက်ဆိုင်မှုဖြစ်လိုက်တယ်ပေါ်ပြီးရင်ပျောက်သွားတယ်ပျောက်တယ်ဆိုတာတစ်ခါမှပေါ်မလာအောင်ပျောက်သွားတာနောက်ထပ်ဖြစ်တာနောက်ထပ်အကြောင်းတစ်ခုကြောင့်ဖြစ်လာတာအဲ့ဒါလို့စဉ်ဆက်နဲ့ဖြစ်ပြီးပြတ်သွားတဲ့သဘောတွေမြင်လာတာအနိစ္စအဲ့ဒီဖြစ်ပြမှုကြီးဟာစိတ်ပြည့်စရာကောင်းတော့အမြဲတမ်းရက်မရအောင်ဖြစ်နေတာဒုက္ခအဲ့ဒီပုံမှာကိုယ်ကဘာမှချုပ်ကင်နိုင်စွမ်းမရှိတာကအနတ္တဟောဒီသဘောတွေကိုမြင်လာတာဝိပဿနာလို့ခေါ်တယ်အဲ့ဒီဝိပဿနာဉာဏ်ကြတော့ခေါင်းကအဆင့်ဆင့်ပထမဆုံးယုံနဲ့နာနဲ့ကွဲတဲ့နာမရူပပြိစေကဉာဏ်ခွဲခြားပြီးတော့သိမြင်တဲ့နာမရူပပြိစေကဉာဏ်အဲ့ဒီနောက်ကျတော့ထိုယုံနာနေဖြစ်ပေါ်လာခြင်းအကြောင်းတရားကိုပါတွဲခက်ပြီးတော့သိလာတဲ့ပစ္စယပရိက္ခဉာဏ်အဲ့ဒီနောက်ကျတော့ထိုယုံနာတို့ရဲ့မမြဲတဲ့အနိစ္စသဘောဆင်းရဲတဲ့ဒုက္ခသဘောဆင်းရဲတယ်ဆိုတာပစ္စာမရှိလို့ဆင်းရဲတာပြောတာမဟုတ်ဘူးဖြစ်ပြီးပြက်နေတာကြီးကိုစိတ်ပြက်เสียကြီးလို့ပြောတာเนาะအဲ့ဒီဖြစ်ပြမှုတွေရဲ့နှိစ္စမှုကိုခံနေရလို့စိတ်ပြက်เสียကောင်းတာဒုက္ခအဲ့ဒီဖြစ်ပြီးတော့ပြက်နေတာကိုရပ်တန့်ဖြစ်လို့မရတာကိုယ်မပိုင်တာအနတ္တအဲ့ဒီသဘောတွေကိုတဖြည်းဖြည်းမြင်လာတဲ့အခါကျတော့သင်္ခါရတွေပေါ်မှာစိတ်ပြက်လာတယ်ညှင်းငွေ့လာတယ်ကြောက်เสียလို့မြင်လာတယ်ကြောက်เสียမြင်လာတဲ့အခါကျတော့အော်ဆုံးလွတ်ခြင်းလာတယ်ဆုံးလွတ်ခြင်းလာတဲ့အခါလွတ်ရလွတ်ကြောင်းထွက်ပေါက်ရှားလာတယ်ထွက်ပေါက်ရှားလာပြီးတဲ့အခါသင်္ခါရသဘာဝတရားတွေပေါ်မှာစိတ်လေးကတည်ငြိမ်မှုကိုပြန်ရလာတယ်အဲ့ဒါဝိပဿနာမှာအဆင့်အမြင့်ဆုံးသင်္ခါရုပ္ပခဉာဏ်လို့ခေါ်တယ်အဲ့ဒီအဆင့်ကိုတဖြည်းဖြည်းဒါရောက်သွားကျက်ချက်ပြီးတော့ကြည့်အဲ့တော့သမထနဲ့ဝိပဿနာလမ်းကဘယ်ထိအောင်သွားတော့ဆိုလို့ရှိရင်
မဲ့ဖို့ရဒါသူ့ရဲ့အကျိုးမဲ့ဖို့ကနေပြီးတော့နေတာဒါဝိပဿနာလမ်းကြောင်းသမထလမ်းကြောင်းရဲ့လမ်းဆုံးကအဘိညာဉ်သိရင်ဓမ္မဘုံဝိပဿနာကြတော့ဒီဘဝမဲ့ဖို့သူအကျိုးပေးပြီးဆိုရင်မဲ့ဖို့ရမယ်မဲ့ဖို့ရရင်နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်မယ်ဒါဝိပဿနာလမ်းကြောင်းအဲ့တော့သမထကျင့်ပြီးတော့ဝိပဿနာကိုကူးတဲ့လမ်းရှိတယ်ဒီလိုသမထကိုမကျင့်မဲနဲ့ဝိပဿနာဓာတ်တိုင်းသွားတဲ့နိလန်းလည်းရှိတယ်ဒါကြောင့်မို့လို့ယာနိက2မျိုးဆိုပြီးတော့လောက်ထားယာနဆိုတာဘယ်နိကဲစီးစရာယင်လေးသမထယင်လေးကိုစီးသွားမလားသို့မဟုတ်ဝိပဿနာယင်ကိုပဲစီးမလားပေါ့ဘယ်ယင်နဲ့ပဲသွားသမထကိုအရင်ကျင့်ပြီးတော့မှဝိပဿနာကျင့်တဲ့နည်းရှိတယ်ဝိပဿနာကိုဓာတ်တိုင်းတန်းပြီးတော့ကျင့်တဲ့နည်းရှိတယ်ဒီနှစ်နည်းလုံးစလုံးဟာမှန်ကန်တဲ့နည်းတွေကြီးတယ်နော်မိမိကြိုက်နေတဲ့လမ်းကြောင်းကသွားလို့ရတယ်ရွှေဘုံဘုရားကြီးကိုတက်ချင်ရင်အရှိမုတ်ကတက်မလားတောင်မုတ်ကတက်မလားမြောက်မုတ်ကတက်မလားအနောက်မုတ်ကတက်မလားဘုရားမရောက်ဘူးလားရောက်တာကြီးကိုကြိုက်တဲ့လမ်းနဲ့သွားဟုတ်တယ်ကိုကြိုက်တဲ့လမ်းကနေသွားကိုကြိုက်တဲ့ရင်စီးသွားလို့ရတယ်အဲ့တော့ဉာဏ်နဲ့တက်တက်တာတက်ချင်တော့ဓာတ်လိကရှိတဲ့မုတ်ကတက်ပေါ့ဒါတော့အဲ့တော့သမထကျင့်စဉ်ဆိုတာစိတ်ကိုတည်ငြိမ်အောင်အရင်လုပ်ပြီးတော့မှဉာဏ်စွမ်းကိုထူထောင်တာအဲ့ဒါသမထဝိပဿနာကျင့်စဉ်ခေါ်တာပေါ့ဒီနှစ်ခုစလုံးကိုဘုရားမြတ်စွာကဘာလို့ခေါ်လို့ဆိုရင်ဒွိမေဘိက္ခဝေဓမ္မာဝိသဘာဂိယမဉ္ဇဉ်လို့ဆိုတဲ့အဆင့်ကိုရောက်သွားနိုင်တဲ့ကျင့်စဉ်နှစ်ခုကိုပြောတယ်နော်ဝိဇ္ဇာလို့ခေါ်တဲ့ဝိဇ္ဇာဆိုတာအခုပြောနေတဲ့ဝိဇ္ဇာတွေဇောကြီးတွေပြောတာမဟုတ်ဘူးနော်ဝိဇ္ဇာဆိုတာကိလေသာတွေကိုကုံသွားအောင်ဖယ်ရှားပြနိုင်တဲ့စွမ်းရည်တတ္တိရှိတဲ့အသိဉာဏ်တစ်မျိုးမဉ္ဇဉ်လို့ခေါ်တယ်အဲ့ဒီကိလေသာတွေကုံသွားစေတတ်တဲ့ဝိဇ္ဇာဉာဏ်မျိုးကိုပေါက်ရောက်သွားစေတတ်တဲ့အကျင့်နှမျိုးတဲ့ဘာလို့ဆိုရင်သမထနဲ့ဝိပဿနာအဲ့တော့မြတ်စွာဘုရားကသမထကျင့်ရင်ဘာဖြစ်လဲသမထကျင့်ရင်စိတ်တည်ငြိမ်တယ်စိတ်တည်ငြိမ်တယ်စိတ်ဆွမ်းအားတွေရတယ်ဒါဖြင့်စိတ်ဆွမ်းအားတွေရလာတော့ဘာဖြစ်တော့အတွေ့အတာတဏှာကအာယုန်တွေပေါ်မှာမမောတဲ့လောဘကိုဖယ်ရှားပြနိုင်တယ်ဟောတာအကျိုးပဲပေါ့နော်အမှန်တန်ကြီးမားတဲ့အကျိုးတစ်ခုဒါဖြင့်ဝိပဿနာကျင့်စဉ်ကတော့ဘာပြီးဝိပဿနာကျင့်စဉ်ကိုကျင့်လို့ရှိရင်ပညာဉာဏ်တိုးတက်တယ်ပညာဉာဏ်ဆိုတာအသိဉာဏ်လေးရှင်းလာအရာထဲမှာပြောနေပဲအနိစ္စဒုက္ခအနတ္တဆိုကိုယ်တိုင်တွေ့တာမဟုတ်ဘူးစာလဲတွေ့တာတွေပြောနေကိုယ်တိုင်ကျင့်ကြည့်လိုက်တဲ့အခါကျတော့မမြဲတဲ့သဘောလေးတွေထင်ထင်ရှားရှားဖြစ်လာကိုယ်တိုင်တွေ့လာတဲ့အသိဉာဏ်တွေရတယ်အဲ့ဒါကြောင့်လို့ဝိပဿနာကျင့်တာဟာအသိပညာတိုးတယ်အသိပညာတိုးတော့ဘာဖြစ်တုံးဆိုရင်အဝိဇ္ဇာဆိုတဲ့အမှန်မသိတဲ့အမှောင်ကိုဖယ်ရှားပြနိုင်တယ်တဲ့ဟောတာအကျိုးဆိုလိုတာကသမထကျင့်စဉ်ကရာဂကိုဖယ်ရှားနိုင်တယ်ဘာကိုဖယ်ရှားတာတော့ရာဂကိုဖယ်ရှားနိုင်တယ်ဟောဒီရာဂကဒုက္ခပေးနေတာလေရာဂဆိုတာအာယုန်လေးတွေ့ကြိုက်เสียအာယုန်တွေ့လိုက်ရင်သူကဆိုးထားလိုက်စိတ်ကိုအယောင်ဆိုးနေအများတန်းဒါမျိုးတစ်ခါမြင်ပြီးနောက်ထပ်လို့ချင်းသူကအယောင်ချယ်ပေးလိုက်တာနောက်ထပ်လို့ချင်းဆွဲမဲ့တယ်အဲ့တော့သမထကျင့်စဉ်ကျင့်လိုက်လို့ရှိရင်အဲ့ဒါမျိုးမလာတော့ဘူးအာယုန်ပေါ်မှာအယောင်ဆိုးတဲ့ရာဂဆွဲသွားတဲ့ရာဂဆိုတာမလာဘူးမလာသည့်အတွက်ကြောင့်နောက်ထပ်ဖြစ်စရာမရှိဘူးဒီလိုဆိုတော့သမထကျင့်စဉ်ကျင့်လိုက်တဲ့အခါကျတော့တမာရီစွမ်းအားတွေထက်လာတယ်စိတ်တွေကြီးငြိမ်လာတယ်စိတ်တွေတိုးတက်လာတယ်စိတ်တွေတိုးတက်လာတဲ့အခါကျတော့တွေ့တာမှုဆိုတဲ့ပြောညံ့တဲ့သဘောတရားကိုဖယ်ရှားပြနိုင်တယ်ဝိပဿနာကျင့်စဉ်ကိုကျင့်တဲ့အခါအသိပညာတွေအသိပညာဆိုတာဘာလို့အမှန်တရားကိုနားလည်တာသဘာဝကိုသိတယ်သဘာဝကိုသိဖို့ဆိုတာအလွန်ခဲရတာနော်
အာယုံရဲ့သဘာဝအမှန်ကိုမသိအဲ့ဒီသဘာဝအမှန်ကိုသိတတ်တဲ့အသိပညာတိုးတက်လာတယ်တဲ့အဲ့ဒီလိုတိုးတက်လာတော့ဘာဖြစ်တော့ဆိုရင်အမှန်မသိတဲ့မောဟကိုဖယ်ရှားပြနိုင်တယ်အဝိဇ္ဇာကိုဖယ်ရှားပြနိုင်အဲ့တော့ပေါင်းလိုက်တော့ရာဂကြောင့်ညင်ညွမ်းနေမယ်ဆိုလို့ရှိရင်ရာဂကစိတ်ကိုညင်နွမ်းထားအောင်ညင်နွမ်းအောင်လုပ်ထားမယ်ဆိုလို့ရှိရင်အဲ့ဒီစိတ်လေးဟာလွတ်မြောက်မှုကိုရနိုင်မှာမရနိုင်ဘူးပတ္တမှုကဆုတ်ကင်ထားသည့်အတွက်ကြောင့်အဲ့ဒီစိတ်လေးဟာအကျဉ်းမိနေတယ်ထပ်ပေါက်မရှိဘူးဒါကြောင့်မို့လို့လူတွေမှာအကျဉ်းကျပ်မိနေတယ်ဆိုတာအဲ့ဒါပြောတဏှာရာဂရဲ့ဆုတ်ပိတ်ထားမှုဘောင်ကျော်ပြီးတော့ထွက်မသွားနိုင်ဘူးအချင်းချက်မိတယ်လောကကြီးတစ်ခုလုံးကိုခြုံကြည့်ရာဂရဲ့တားကောင်လေးကြီးပဲအကုန်လုံးနော်ရာဂရဲ့ချီးကျွန်လေးကြီးပဲအားလုံးကို freedom လို့ပြောနေပေမဲ့လို့ကိုပိုင်တယ်လို့ပြောပေမဲ့လို့ဘသူကကိုယ်ကိုချုပ်ကန်စိုးမိုးထားလဲဆိုရင်တဏှာရာဂအစိုးမိုးထားတာသူ့အလိုကြပဲဖြစ်နေရတယ်ဟုတ်ကဲ့အတွဲသာရှိရစိတ်ကသွားမနေဘူးလားမတော်မှန်နိုင်မှုတော့ဒါကြောင့်မလို့ရာဂရဲ့ချုပ်ကန်မှုအောက်မှာနေရလို့ရှိရင်မလွတ်လပ်ဘူးလေဒါတခုဒါကြောင့်မို့ရာဂကိုဖယ်ရှားပြတပ္ပထချင်းစင်နဲ့ဖယ်ရှားပြတယ်အဝိဇ္ဇာကလွှမ်းမိုးထားလို့ရှိရင်ဘာဖြစ်လဲပညာဟာလွတ်လပ်ပညာရဲ့ဆွမ်းဆောင်ချက်တွေမပေါ်ဘူးတဲ့ဘာဖြစ်လို့အဝိဇ္ဇာကပညာကိုအားနည်းအောင်လုပ်ထားတယ်ဒါကြောင့်အဝိဇ္ဇာကိုဖယ်ရှားလိုက်တာနဲ့တပြိုင်နက်ပညာရဲ့စွမ်းရည်တတ္တိတွေကအကုန်လုံးထက်မြက်ပြီးတော့လာတယ်။ဩဒီချင်းစင်တစ်ခုမြတ်စွာဘုရားဒီလိုဟောတယ်။အေးဒါကြောင့်မလို့အာနာပါနကနေပြီးတော့သမထချင်းစင်ကိုတိုက်ရိုက်ကျင့်မယ်ဆိုလို့ရှိရင်သမထချင်းစင်ကိုကျင့်အာယုန်နမိတ်ပေါ်မှာအလုံးလောက်အောင်။ကဲအာနာပါနကနေပြီးတော့သမထကိုမသွားတော့ဘူးဝိပဿနာပဲတိုက်ရိုက်သွားခြင်းပါလေဆိုရောမရဘူးလားရတယ်။အဲ့ဒါကြတော့အလုံးလုံးပုံချင်းကြွာသွားပြန်ပထမထွက်လေဝင်လေလေးကိုအာယုံပြုရင်းကနေပြီးတော့ဝိပဿနာအလုံးလုံးတော့မယ်ဆိုရင်အာယုံပြုရမှာတစ်ခုမကဘာလို့ဆိုရှူလိုက်တဲ့လေလေးရယ်ရှိုက်လိုက်တဲ့လေလေးရယ်ထိုလေလေးထိသွားတဲ့နာတိကြားကကာယပတာရရုပ်လေးရယ်ထိတဲ့အခါထိမှန်းသိလိုက်တဲ့စိတ်ကလေးရယ်ဘယ်နှခုတော့၃ခုဟုတ်ကဲ့လားထွက်လေဝင်လေရယ်ထွက်လေဝင်လေထိတဲ့နေရာရယ်ထိမှန်းသိလိုက်တာရယ်ဘယ်နှခုတော့အေးအဲ့ဒီ၃ခုကိုအာယုံပြုပြီးတော့ရှုမှတ်ရတယ်အဲ့ဒါကြတော့ဝိပဿနာလမ်းကြောင်းကိုတိုက်ရိုက်သွားတာတဲ့နော်ကိုယ့်အကိုစမ်းကြည့်ရှူလိုက်ရင်ရှူလိုက်တဲ့လေကလေးထိသွားတယ်ရှူလိုက်တဲ့လေကလေးကဝါယောဖုတ္တဗယုတ်လို့ခေါ်တယ်စာပေလိုမခေါ်တတ်ချင်နေပဲစေဒါလေးဟုတ်ကဲ့ဒါလေးကရုပ်တစ်ခုအဲ့ဒီရုပ်ကလေးတိုးထိသွားတဲ့နေရာလေးကကာယပတာရရုပ်တစ်ခုဟောရုပ်တစ်ခုပေါင်းစုံလိုက်တဲ့အခါကျတော့ထိတိစိတ်ကလေးပေါ်လာသုံးခုဖြစ်မသွားဘူးလားကြည့်လေမျက်စိကမြင်တာကိုကြည့်မျက်စိရဲ့အစင်းအာယုံရဲ့ဒီနှစ်ခုဆုံလိုက်တဲ့အခါကျတော့မြင်သိစိတ်မပေါ်ဘူးလားအတန်ကလားလာတိုက်တဲ့အခါကြားသိစိတ်မပေါ်ဘူးလားအနက်ကနှာခေါင်းလာပြီးတော့ထိလိုက်တဲ့အခါနံသိစိတ်မပေါ်ဘူးလားအရသာကလျှာပေါ်မှာရောက်လာတဲ့အခါမှာလျက်သိစိတ်ပေါ်တယ်ခန္ဓာကိုယ်ကဒီအာယုံကခန္ဓာကိုယ်နဲ့လာထိတဲ့အခါကျတော့ထိသိစိတ်ပေါ်တယ်ဟောလေလေးကဖုတ္တဘာယုံလေလေးထိတဲ့နေရာကကာယပတာရအဲ့ဒီနှစ်ခုပေါင်းစပ်လိုက်လို့ပေါ်လာတာကကာယဝိညာဉ်စိတ်မြတ်စွာဘုရားကပါဠိလိုဟောတယ်ဒီတိုင်းဟောတာပါကာယေသပတိစ္ဆဖုတ္တဗေသဥပ္ပိစတိကာယဝိညာဏံကာယပတာရယုတ်ကလေးရဲ့ဖုတ္တဘာယုံရဲ့ဒီနှစ်ခုကိုမိပြီးတော့တဲ့ထိတိစိတ်ကလေးပေါ်တာပါတဲ့ဟောအာနာပါနလုတ်ကိုဝိပဿနာတိုက်ရိုက်လုပ်ချင်ပြီဆိုလို့ရှိရင်
လေကလေးရဲ့ထိုလေကလေးထိတဲ့ကာယပဒါရယုတ်ရဲ့အဲ့ဒီယုတ်နှစ်ခုပေါင်းစုံလိုက်တဲ့အခါမှာထိတိစိတ်ကလေးပေါ်လာတယ်နန္တရားပေါ်လာတယ်ဆိုတာကိုတတိထားအဲ့ဒီလိုတတိထားလို့ရှိရင်ကိုယ်စိတ်ထဲမှာလေလေးကတဘာဝတစ်ခုလေလေးထိတဲ့နေရာလေးကတဘာဝတစ်ခုအဲ့ဒီတဘာဝနှစ်ခုဒီတိတတ်ခြင်းသဘောမရှိဘူးအာယုံကိုတိခြင်းသဘောမရှိဘူးအဲ့ဒီနှစ်ခုထိလိုက်တဲ့အခါပေါ်လာတာလေးကမှနန္တရားအာယုံကိုတိတတ်တဲ့သဘောပါလားကဲဓမ္မိจิตကလေးကိုချစ်ကြည့်ပါဓမ္မိจิตချစ်ကြည့်လို့ရှင်ဘယ်နှခုလဲစဉ်းစားကြည့်ချက်တဲ့လူရဲ့ဒီလက်ကလေးနဲ့ဖိချစ်တာရယ်ဘိန်းလုံးရယ်လက်ရယ်ဟုတ်ကဲ့အနည်းဆုံးအချမ်းပြင်းနှစ်ခုတွေ့ချင်ဘိန်းလုံးပေါ်လက်တင်ပြီးတော့ဖိချစ်လိုက်တယ်ဘိန်းလုံးကတစ်ခုလက်ကတစ်ခုအဲ့ဒီနှစ်ခုဖိချစ်လိုက်တဲ့အခါဘာပေါ်လာလဲမိတောက်ကလေးပေါ်လာတစ်ခုစီပဲပေါ်လာအဲ့ဒီသဘောပဲအဲ့ဒီသဘောပဲစိတ်ကလေးကလည်းအဲ့ဒီမိတောက်ကလေးပေါ်သလိုစိတ်ကလေးပေါ်အဲ့တော့ဒီစိတ်ကလေးကသူ့ဘာသူဖြစ်တာမဟုတ်ဘူးဒီမိတောက်ကလေးကသူ့အတူရှိနေတာဟုတ်ကလားမဟုတ်ဘူးခုနကဖိချစ်တဲ့လက်ရယ်ခုနကဘိန်းလုံးရယ်အဲ့ဒီနှစ်ခုပေါင်းစုံလိုက်တဲ့အခါမှာသူပေါ်တယ်ကတိတဲ့ထင်ရှားတဲ့ဥပမာတစ်ခုပြောမယ်စောင်းတီးတယ်ဆိုတော့စောင်းကျိုးပေါ်လက်ကလေးတင်ပြီးတော့တီးလိုက်စောင်းကျိုးရယ်တီးတဲ့လက်ရယ်ထွက်ပေါ်လာတဲ့အပန်းဘယ်နှခုလုံးသုံးခုပေါင်းတော့အကြောင်းတစ်ခုရောက်အကျိုးဖြစ်လာတယ်ဆိုတာမထင်ရှားဘူးလားထင်ရှားပါဗျာအေးအဲ့ဒါကိုရှင်းရှင်းလင်းလင်းမြင်အောင်ကြည့်ပြီးဆိုလို့ရှိရင်ထွက်ပေါ်လာတဲ့အတန်လေးနဲ့အခုအသိစိတ်ကလေးပေါ်လာတာနဲ့တူတူပဲတဲ့အဲ့တော့လေလေးကရုပ်တရားထိုလေကလေးတိုက်သွားတဲ့ကာယပဒါကရုပ်တရားအဲ့ဒီရုပ်တရားနှစ်ခုထိခတ်ခြင်းကြောင့်အသိစိတ်ကလေးပေါ်လာတာဒါကနန္တရားဆိုကြည့်လိုက်တဲ့အခါကျတော့ဒီမိနစ်ပိုင်းလေးဒီစက္ကန့်ပိုင်းလေးမှာဒီရုပ်နဲ့နာနဲ့ဒီနှစ်ခုပဲရှိတာပါလားလို့မြင်လာအဲ့ဒီလိုမြင်လာလို့ရှိရင်နာမရူပပရိစ္ဆေကရုပ်နဲ့နာကွဲသွားတယ်လို့ပြောတယ်နော်ရုပ်နဲ့နာကွဲသွားနောက်တစ်ဆင့်တက်ပြီးတော့စဉ်းစားလာတယ်အသိဉာဏ်ဆိုတာတိုးလာတစ်ဆင့်တက်ပြီးတော့စဉ်းစားလာတယ်ဒီလေကလေးနဲ့နာသီးရနဲ့မထိခင်ကအသိစိတ်လေးမပေါ်ဘူးထိမှအသိစိတ်လေးပေါ်ရဲဆိုလေလေးရဲ့နာသီးရကကာပဒါရရဲ့ဒီတစ်ခုကအကြောင်းတရားမဖြစ်ဘူးလားသူတို့ကြောင့်ပေါ်လာတာလေးကအသိစိတ်လေးကအကျိုးတရားခုနလိုစောင်းကျိုးလေးနဲ့လက်ကလေးနဲ့တိခတ်လိုက်လို့ပေါ်လာတဲ့အတန်ကအကျိုးတရားစောင်းကျိုးရဲ့လက်ကလေးရဲ့တိခတ်ရဲ့လက်ရဲ့ကအကြောင်းတရားဟုတ်အကြောင်းနဲ့အကျိုးသိလိုက်ဒါကိုပစ္စယပရိက္ခညာလို့ခေါ်တယ်အခြေခံနော်အဲ့တော့ပထမယုံနံကွဲသွားပြီယုံနံရဲ့အကြောင်းတရားကိုသိလာပြီဒီဉာဏ်နှစ်ခုကဝိပဿနာဉာဏ်ရဲ့အခြေခံနှစ်ခုပဲတဲ့နာမရူပစာလို့ပြောရင်နာမရူပပရိစ္ဆေဒဉာဏ်ယုံနဲ့နံကိုခွဲခြားသိတဲ့ဉာဏ်ပစ္စယပရိက္ခဉာဏ်ထိုယုံနံနှစ်ခုရဲ့ဆိုင်ရာအကြောင်းကိုသိတဲ့ဉာဏ်လို့ဆိုဉာဏ်နှစ်ခုအဲ့ဒီဉာဏ်နှစ်ခုရထားပြီဆိုလို့ရှိရင်အာမငယ်နဲ့ဝိသုဒ္ဓိမဲ့ဉာဏ်ကြီးမှာအဲ့ဒီဉာဏ်နှစ်ခုဘုရားသာသနာနဲ့ကြုံတဲ့ချိန်မှာအဲ့ဒီဉာဏ်လေးနှစ်ခုကိုရှင်းရှင်းလင်းလင်းလေးရအောင်ကြိုးစားအဲ့ဒါရအောင်ကြိုးစားထားတဲ့ပုဂ္ဂိုလ်ဟာဒီဉာဏ်နှစ်ခုဖြစ်လာပြီဆိုရင်သုလသောတာပန်အငယ်စားလို့ဒီလိုပေးထားတယ်ဟုတ်ကဲ့သောတာပန်အငယ်စားဘာဖြစ်လို့သောတာပန်အငယ်စားလို့ပြောတာတော့လို့ဆိုလို့ရှိရင်ရှိလေယုတ်တဲ့နာနှစ်ခုကွဲသွားတာနဲ့တည်းနဲ့တတ္တဝါဆိုတဲ့အတွေးမရှိတော့သူဖယ်ရှားပြနိုင်တယ်အမြင်ကမှန်သွားပြီအကြောင်းကိုမြင်ပြီးအတွက်ကြောင့်အကြောင်းကျိုးဆင်ញင်မှုနဲ့ပတ်သက်ပြီးတန်လျာခင်းသွားတယ်သောတာပန်ဖြစ်တယ်ဆိုတာအမြင်မှန်တာနဲ့တန်လျာခင်းတာပဲအမြင်မှန်သွားတာနဲ့တန်လျာခင်းသွားတာဟာတော့သောတာပန်ပုဂ္ဂိုလ်ရဲ့အကြည့်တွေဒါကြောင့်မို့သုလသောတာပန်လို့ဒီလိုပြောတာဘုရားသာသနာနဲ့ကြုံတဲ့အချိန်မှာအဲ့ဒီအဆင့်အလေးလောက်တော့အနည်းဆုံးရအောင်ကြိုးစားအဲ့ဒီကနေသင်တက်ပြီးရှုမှတ်လိုက်တဲ့အခါကျလို့ရှိရင်ခုနပြောရတဲ့ဝိပဿနာဉာဏ်နဲ့အဆင့်ဆင့်နဲ့
နောက်ဆုံးသင်္ခါရတွေပေါ်မှာစိတ်ပြည့်ညီးငွေရာကနေသင်္ခါရတွေပေါ်မှာတည်ငြိမ်တဲ့စိတ်နဲ့ရှုမှတ်နိုင်တဲ့သင်္ခါရုပ္ပခါဆိုတဲ့ဉာဏ်အဆင့်ရောက်သွားရင်တော့ဒါဝိပဿနာမှာအဆင့်မြင့်ဆုံးပဲအဲ့ဒီသင်္ခါရုပ္ပခါဉာဏ်ရင့်တန်သွားပြီဆိုလို့ရှိရင်သင်္ခါရအာယုန်တွေဟာလုံးဝချုပ်ငြိမ်းသွားတဲ့နိဗ္ဗာန်ကိုတွေ့မှာပါတဲ့လမ်းဆုံးလို့ရှိရင်ရွာရောက်တယ်လို့ပြောတယ်မဟုတ်လားဝိပဿနာကျင့်စဉ်မှာလည်းအာယုံဆုံးသွားရင်နိဗ္ဗာန်တွေ့မှာပဲအဲ့ဒီထိအောင်လိုက်ရတယ်နော်အာယုံဆုံးသွားတဲ့အချိန်မှာနိဗ္ဗာန်တွေ့မှာပဲသင်္ခါရအာယုံတွေကုန်သွားလို့ရှိရင်အဲ့ဒါနိဗ္ဗာန်တွေ့ပြီပေါ့လမ်းဆုံးထိအောင်လိုက်အဲ့ဒါကြောင့်လို့သမထကျင့်စဉ်ဝိပဿနာကျင့်စဉ်ဒီကျင့်စဉ်နှစ်ခုစလုံးဟာဘုရားမြတ်စွာရဲ့သာသနာတော်မှာလိုအပ်တဲ့ကျင့်စဉ်နှမျိုးရှိတယ်အဲ့ဒီကျင့်စဉ်နှမျိုးလုံးဟာမှန်ကန်တဲ့ဒီလမ်းနဲ့ကျင့်ကြံကြိုးကိုအားထုတ်မယ်ဆိုရင်တရားချစ်ခင်သူတော်စင်ပြိဿတို့ဒီဘုရားမြတ်စွာသာသနာတော်နဲ့ဂျုံတွေ့ရဂျုံလိုက်လူဘဝမှာလည်းကျင့်နိုင်တယ်ကိုယ်အိမ်မှာလည်းကျင့်နိုင်တယ်ဗေဒရာပြုပြီးကျင့်နိုင်တယ်လူဝတ်ကြောင့်လည်းကျင့်နိုင်တယ်ဘုန်းကြီးရန်တွေလည်းကျင့်နိုင်တယ်ဒီကျင့်စဉ်ဆိုတာမိမိရဲ့စိတ်တည်ငြိမ်မှုကိုကျင့်တော့အကျိုးဟာနောက်ဘဝအတွက်မျှော်လင့်နေစရာမလိုဘူးဒီဘဝကျင့်ဒီဘဝအကျိုးခံစားရမှာပဲကိုလုံနိုင်တဲ့စွမ်းအားအလျောက်ဒီအကျိုးတရားဟာရလာမယ်ဘုရားမြတ်စွာဟောတဲ့တန်တိဋ္ဌိကောအက္ကာလိကောဒီကနေ့လို့ဒီကနေ့ဒီအကျိုးတရားဟာအတိုင်းအတာတစ်ခုထိတော့ရကြမှာပဲလို့နော်ဒါကြောင့်မလို့သမထကျင့်စဉ်ဒီပါတယ်လေနိဝရဏတရားဆန့်ကျင်မဲ့တရားတွေကိုဖယ်ရှားပစ်တယ်ငြိမ်းအေးစေတယ်ဝိပဿနာကျင့်စဉ်ဒီထူးခြားတဲ့အမြင်တွေနဲ့မြင်သိစေတယ်ဒါကြောင့်မို့ဒီဉာဏ်နှစ်ခုလုံးဒီဘုရားမြတ်စွာပွင့်ပေါ်လာတဲ့အခါဘုရားဟောထားတဲ့ဒီအသိဉာဏ်နှစ်ခုစလုံးသာသနာတော်နဲ့ကြုံတွေ့တဲ့အခါတို့တွေရအောင်ကျင့်ကြံကြိုးကုပ်အားထုတ်ရမယ်လို့ကိုယ်စီယုံကြည်ပြီးကျင့်ကြံကြိုးကုပ်အားထုတ်နိုင်ကြပါစေကုန်သတည်း